အားလုံးမင်္ဂလာပါဒီတစ်ခါဆရာမတို့ထပ်ပြီးတော့ဆွေးနွေးပြီးသွားမှာက quality control materials တွေအကြောင်းဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆရာမတို့က internal quality control လို့ပြောရဲပေါ့နော်မိမိတို့ရဲ့တခွဲခန်းအတွင်းတဲမှာကိုပဲဒါအသုံးပြုတဲ့ quality control တွေဖြစ်တယ်အဲ့တော့ဒီ source တွေကဘယ်ရမှာလဲဆိုလို့ရှိရင်မိတို့ကဒါမိတို့တခွဲခန်းအတွင်းမှာပြင်ဆင်ဖြော်ဆက်ထားတဲ့ဟာလေးဖြစ်နိုင်သလိုတခြားပြင်ပကနေပြီးတော့ရရှိတဲ့ဥပမာဆရာမတို့ company ကနေပြီးတော့ဝယ်တဲ့ juicy materials တွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါကဘာလဲဆိုလို့ရှိရင်မိမိတို့အသုံးပြုတဲ့ရင်းမြစ် source ပေါ်မူတည်ပြီးတော့ juicy material source ပေါ်မူတည်ပြီးတဲ့ခါကျတော့ laboratory ရဲ့ quality ကိုစကားပြောသွားမှာဖြစ်တယ်ဆိုတော့ဆရာမတို့ကြိုတင်ပြီးတော့နားလည်ထားမှာဖြစ်တယ်အဲ့တော့ဒီပစ္စည်းဘယ်ရတယ်လဲဘယ်လိုထုတ်ထားတယ်လဲဘယ်လိုအသုံးပြုလဲဆိုတာရဲ့လက်တွေ့ကြကြဆရာမတို့ကိုဒီ laboratory quality control program နဲ့မှာrun တော့မယ် juicy ဝင်တော့မယ်ဆိုလို့ရှိရင်ဒီဟာတွေရဲ့အနေထားကဘယ်လောက်ထိအရေးပါတယ်ဆိုတာကိုဆရာမတို့သိထားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ juicy သုံးတယ် juicy ဝင်တယ်ဆိုတိုင်းဟာဘာကိုပြောတာလဲပေါ့နော်ဒီမိမိတို့ရဲ့အသုံးပြုတဲ့ပစ္စည်းဘာကိုအခြေခံပြီးတော့ဘယ်လို juicy မျိုးဝင်ထားတာလဲဘယ်လောက်ထိမိမိတို့ရဲ့ laboratory ရဲ့ဒီ quality ဟာစစ်ဆေးခံနိုင်လဲဆိုတာကိုလည်းစကားပြောတာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ internal juicy မိမိတို့ဒီတက်ခွဲခန်းတဲ့အတွင်းမှာအသုံးပြုတဲ့ materials တွေရဲ့အနေထားလေးပဲအင်တန်ရေးကြည့်ရပေါ့နော်အဲ့တော့ဆရာမတို့ဒီထဲမှာတော့ process ပေါ့နော် juicy materials တွေဘယ်လိုပြင်ဆင်လဲ availability ဘယ်ကနေရရှိနိုင်လဲ source ရင်းမြစ်တွေကပါလဲနောက် target definition ပေါ့နော်မိမိတို့ဘယ်ဥစ္စာကိုဝင်အောင်လို့ဒီ juicy ကိုလုပ်ထားတာလဲဆိုတာရေနောက်က vendor ဘယ်ရင်းမြစ်ကနေပြီးတော့ရရှိတဲ့ပုံဒီတော့ခါကြတော့ juicy materials တွေဆရာမတို့ classify လုပ်ပြရမယ်အမျိုးအစားခွဲခြားပြရမယ်ပြီးတော့ဒါတွေကကျွန်တော်တို့တကယ်တမ်းပြင်ပမှာကိုယ့်ဘာသာကိုဝယ်ပြီးဆိုလို့ရှိရင်လည်းပဲ juicy ဘာလို့ဝယ်ရလဲဆိုတဲ့အကြောင်းidea ကိုပေါ့နော်အခြေခံအဖြစ်သိရှိဖို့အတွက်ဖြစ်တယ်ဘာလို့ juicy ဝင်တာလဲ quality လိုချင်လို့လေအဲ့တော့ကျွန်တော်တို့က quality ကိုဘယ်လောက်ဒီ quality လိုချင်လဲဆိုတာကထုတ်လုပ်တဲ့ပစ္စည်းတွေရဲ့ process တွေရဲ့ဒီအပေါ်ကပြောထားတဲ့ကိစ္စတွေကိုနားမလည်ဆိုရင်အဆင်မပြေနိုင်ဘူးဒါကြောင့်ကျွန်တော်တို့ဒါလေးတွေပတ်သက်ပြီးတော့လည်းချစ်ချင်းမြင့်မြင့်နားလည်ထားဖို့လိုပြန်သေးတယ်ပေါ့အဲ့တော့ကျွန်တော်တို့ juicy materials တွေကိုအဆင့်တန်းခွဲခြားဖို့ရအတွက်ပေါ့နော်ခုနပြောလို့ကျွန်တော် classify လုပ်ဖို့ရအတွက်ပေါ့နော်အဆင့်ခွဲခြားသတ်မှတ်တဲ့ဆိုတာကဘယ်အဆင့်ကတော့ဘယ်လိုပုံစံမျိုးရှိရဲဆိုတာကိုပြောချင်တဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ process အဖြစ်quantity semi quantity နဲ့ဒါ quality ပေါ့နော်အဲ့တော့ကဏ္ဍတိကျနဲ့ထွက်တာရှိမယ်ကျွန်တော်တို့data တွေနဲ့ဒါမှမဟုတ်ရှင်လည်းပဲplus system စသည်ပဲဒါမျိုးနဲ့ထွက်တာရှိမယ်တခါကျွန်တော်တို့ quality နဲ့ထွက်တာရှိမယ်ပေါ့နော်အဲ့ဒါရဲ့ကျွန်တော်တို့ကတောက်လျှောက်ဒီ laboratory point of care test မှာလည်းပဲတောက်လျှောက်ရှိပိုင်းပြောခဲ့ပြီးဖြစ်တယ် availability ပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ရရှိနိုင်လဲအမှုံလားပေါ့နော် live freeze dry လုပ်ထားတဲ့ပစ္စည်းလားဒါမှမဟုတ်ရှင်လည်းအစင်တဲ့အသုံးပြုရ ready to use တွေပဲလားဆိုပြီးတော့ကျွန်တော်တို့ခွဲခြားလို့ရတယ်ပြီးတော့ခါကျ source ပေါ့နော်ဘယ်ရလဲ commercially ကျွန်တော်တို့ပြင်ပကနေပတ်စံပြီးဝယ်တဲ့ဟာလားဒါမှမဟုတ်ရှင် in house မိမိတခွဲမှာခွဲရမှာကိုယ့်အတာကို juicy material တွေ prepare လုပ်တာလားပေါ့နော်အဲ့ပေါ်မူတည်ပြီးတော့လည်းပဲအစင်ခွဲခြားသတ်မှတ်လို့ရတယ်ပြီးတော့ခါကျ target definition အပြင်မိတို့ဒီတကယ်value တစ်ခုခုကိုကျွန်တော်တို့အခြေခံပြီးတော့ခါကျတွက်ချက်ထားတဲ့ဟာလား essay လားဒါမှမဟုတ်ရှင်လည်းပဲ NSA လားဆိုတာလည်းပဲအခြေခံပြီးတော့စင်ခွဲကြလို့ရတယ်တခါကျမှ vendor ပေါ့နော်ဘယ်ကနေပြီးခါကြတော့ဒီ juicy materials တွေကိုအာမခံမိနိုင်တယ်ပေါ့နော် first party second party third party ဆိုပြီးကျွန်တော်တို့အစားအစာရှိရဲအဲ့တော့တိုင်းနဲ့ပတ်သက်ပြီးတော့အသုံးလုံးတွေကကြတော့ဘယ်လိုပုံစံမျိုးရှိသလဲဆိုတာရေနောက်ဒိဗယ်ဖွင့်ဆိုချက်တွေရဲ့ဒီ quality control materials တွေကိုပိုင်းခြားသတ်မှတ်တဲ့အခါမှာဘယ်လိုပုံစံမျိုးတွေနဲ့ကျွန်တော်တို့အချင်းကပ်ကြလဲဆိုတာကိုလည်းဆက်လက်ပြီးတော့လေ့လာကြရအောင်ပါအဲ့ဒီဆုံးကျွန်တော်တို့ကရင်းမြစ်နဲ့ target အပြင်ဘယ်လိုသတ်မှတ်ထားသလဲဆိုတာလေးစပြီးတော့ပြောပြပေးမယ်ပေါ့နော်အဲ့တော့ commercial အပြင်ကနေပြီးတော့ကျွန်တော်တို့ဝယ်တာရှိတယ်မိဘသားမိ in house ဒါပြင်ဆင်တဲ့ဒါရင်းမြစ်တွေရှိမှာပေါ့နော်အဲ့ဒီမှာမှကျွန်တော်တို့ commercial ရဲ့မှာ SA နဲ့ NSA ဆိုပြီးတော့ဟာကျတော့ပြန်ခွဲတယ် SA ဆိုတာကတော့ကျွန်တော်တို့ target value ပေါ့နော်ဒီ analyze တစ်ခုရဲ့ target value ကကြိုတင်ပြီးတော့သတ်မှတ်ထားပြီးသားကြိုတင်ပြီးတော့ဒီစက်ရုံမှာစစ်ဆေးထားပြီးသားပေါ့နော် verify လုပ်ပြီးတော့ဟာကျတော့အသုံးပြုလို့ရတယ်ပေါ့နော်NSA ကျတော့သူနဲ့ပြောင်းမြန် target value ကကြိုတင်ပြီးတော့သတ်မှတ်ထားခြင်းမရှိသေးဘူးအဲ့တော့ကိုယ့်အတော့ဒါကိုသတ်မှတ်ရတာပေါ့နော်မသုံးရင်မှတကြောင်ကျွန်တော်တို့ full SA လုပ်ဖို့လိုအပ်တယ်ဒါကြောင့်ပြောရမယ်ဆိုလို့ရှိရင် NSA ကျတော့အနေနဲ့ကျွန်တော်တို့က SA တဲ့ဆိုလို့ရှိရင်300ရာနဲ့အနည်းများတယ်လို့ကြိုတင်ပြီးတော့သိထားလို့ရတယ်ဒါကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကသတ်မှတ်လိုအပ်တဲ့ပေါ့နော်ကျွန်တော်တို့စံညွှန်းတွေပခြားကိုမှဘာတွေရှိထားသေးလဲပေါ့နော်ဒါကိုလည်းပဲကျွန်တော်ပြန်ပြီးတော့ကြည့်ဖို့လိုတယ်ဆိုတာကအားလုံး okay တာကိုသုံးပြီးတဲ့ခါကျတော့မှတကယ် juicy material ကျတော့ NSA ဆိုတဲ့ဟာမျိုးသုံးမယ်ဆိုရင်ကျတော့ quality control process ကပြန်ပြီးတော့ခါကျတော့အတိမတ်ပြုတဲ့နေရာမှာကမဖြစ်နိုင်တယ်ပေါ့ဒါကိုကျွန်တော်တို့ကြိုတင်ပြီးတော့တည်ထားဖို့လိုအပ်တယ်တခါကျွန်တော်တို့မရနိုင်ဘူးဆိုလို့ရှိရင်ပေါ့နော်ဝယ်လို့မရနိုင်ဘူးဒါမှမဟုတ်ရှင်လည်းပဲအကြောင်းမျိုးကြောင့်ဖြစ်စီကျွန်တော်တို့ကိုယ့်အတာကို in house ကိုယ့်ရဲ့တခွဲခန်းထဲမှာပဲပေါ့ပြင်ဆင်ရတဲ့ဟာမျိုးရှိမယ်ပေါ့နော်မိမိတို့တခွဲဌာနအတွင်းမှာပဲပိုးစီရာလိုဟာမျိုးပေါ့နော်ဒါမျိုးကျွန်တော်တို့သုံးပြီးတော့ခါကျတော့ဒါစစ်ဆေးရတဲ့ခါမျိုးလေးရှိနိုင်တယ်ပေါ့နော်အဲ့တော့သူကကျတော့ fullစစ်ဆေးရဖြစ်တဲ့အတွက်ကြောင့် validation လုပ်ဖို့လိုအပ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကတခုတော့quality control ဒီ source materials ကိုပြောပါဆိုလို့ရှိရင် in house ကိုပြောလို့ရတယ်သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ zero NSA
NSA လို့ဆိုလို့ရှိရင်တော့ကျွန်တော်ပို့ပြီးတော့ခါကြတော့ဝယ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လွဲမှားပေါ့နော်ကြော်အတိမ်မှာဒါတွေကျွန်တော်တို့နေနိုင်တယ်များနေနိုင်တဲ့အနေထားမှာရှိပါတယ်ဆိုတော့ကျွန်တော်ဘာကွာလဲတစ်ချက်ကြည့်မယ်ပေါ့လေSC နဲ့ NSC ကခုနကကျွန်တော်ပြောခဲ့တဲ့မှာလည်းပါတော့ပါတယ်SC ကြတော့ manufacturer ပေါ့နော်ကုမ္ပဏီကနေပြီးတော့မရောင်းခင်မှာသူစစ်ထားပြီးသားရှိတယ် test method တွေနဲ့အများကြီးနဲ့စစ်စားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စိတ်ချရတယ်ပေါ့နော် testing result တွေနဲ့ပါတော့တွဲပြီးတော့ရောင်းနေအဲ့တော့ packing set မှာသတ်မှတ်ထားတဲ့သူရဲ့ format တွေရှိရပေါ့အဲ့တိုင်းပေါ်လိုက်နာပြီးစေးလိုက်မယ်ဆိုလို့ရှိရင် mirror တစ်ခွဲခန့်အတွက်အလွယ်တကူကျွန်တော်တို့ယူပြီးတော့ချစ်စေလို့ရတယ်ပေါ့ NSC ကြတော့သူအားလို့မဟုတ်ဘူး manufacturer ကြတော့မရောင်းခင်မှာသူမစစ်ထားဘူးဒါကြောင့်မလို့ကျွန်တော်တို့ကမိမိတို့ရဲ့ဒီတစ်ခွဲခန့်ပေါ့နော်ကိုသုံးမဲ့တစ်ခွဲခန့်မှာ control value ကိုသတ်မှတ်ပေးရတယ်အဲ့တော့ target value ကိုသတ်မှတ်နိုင်နေဆိုပေမဲ့လည်းပဲ SDO range တို့ကြတော့ဒါအဲ့လိုသတ်မှတ်သွားပြီးတော့မရဘူးပေါ့နော်ပြီးတော့ခါကြတော့သူရဲ့ packing inset တွေမှာလည်းပဲ SA လိုမျိုးဒါသတ်မှတ်ထားတဲ့guideline information ဘာမှမရှိဘူးပေါ့ဒါကြောင့်ကျွန်တော်တို့က NSA ကိုသုံးမဲ့ဆိုလို့ရှိရင်တော့မိဘသားမျိုးတစ်ခွဲခန်းမှာဘယ်လောက်ထိဒါကိုလိုချင်တဲ့ target ရှိလဲဆိုတာကိုမိဘသားမျိုးသတ်မှတ်တဲ့အနေထားမှာရှိရတဲ့ဒါကြောင့်မလို့တိကျမှုအဖြစ်ပေါ့နော် accuracy အဖြစ်လည်းပဲကျွန်တော်တို့ဒီ NSA ကပေးနိုင်ခြင်းမရှိဘူးသူ့ရဲ့ဒီသတ်မှတ်ချက်တစ်ခုရှိမယ်ဆိုအဲ့ရှိတဲ့ဟာကိုပဲရှိမရှိရှာပြီးရဲဆိုတဲ့ဟာမျိုးလောက်ပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကဘာလဲဆိုရင် SA နဲ့ NSA တို့ရဲ့ကွာခြားချက်ဖြစ်တယ်ပေါ့နော်အဓိကအားဖြင့်ကျွန်တော်အဲ့လိုမျိုးနားလည်ထားလို့ရပါတယ်ဒါတော့ဘာဖြစ်လဲဆိုတော့ဒါကွာခြားချက်ကတည်ပြီးသွားပြီပေါ့နော်ဘယ်ဟာကောင်းလဲ SA ရပေါ့ဒါကြောင့်ကျွန်တော်တို့ဈေးအားဖြင့်လဲဆိုဈေးအားဖြင့်လဲ SA ရပို့ပြီးတော့ NSA ရပို့ပြီးတော့ဈေးကြီးပါတယ်ပြီးတော့ဟာကျတော့ဒီ accuracy နဲ့ precision အားဖြင့်ဒီကောင်စစ်ဆေးရှာဖွေဖို့သုံးလို့ရတယ်ဒါကြောင့်ကျွန်တော်တို့ဒီ choose student ဆိုရှင် SA ကိုပဲသုံးလို့ရတယ်ပေါ့နော်အဲ့တော့ NSA ကျတော့အဲ့လိုမဟုတ်တော့ precision ပဲရှာပေးရဒါကြောင့် SA နဲ့ဆိုလို့ရှင်ပဲဆိုလို့ရှင်လဲဈေးလည်းမကြီးဘူးနောက်အသုံးပြုနိုင်မှုအဖြစ်ရပြီတော့ accuracy မရှာပေးတော့ဒါကြောင့်ကျွန်တော်တို့ accuracy ဆက်ပြီးခါကျတော့ bias တို့တခြားကျွန်တော် systematic error စသဖြင့်ဒါမျိုးတွေအတွက်ကိုပါကျွန်တော်တို့စဉ်းစားမယ်ဆိုလို့ရှိရင် NSA ကအဆင်မပြေဘူးပေါ့နော်ပြီးတော့ခါကျတော့ control value သတ်မှတ်တဲ့အခါမှာလေးပဲ laboratory error ကိုကျွန်တော်တို့ကတွေးနိုင်တဲ့ error ဆိုဒီကောင် SA ဆိုရှောင်ပေးနိုင်တယ်ဒီမှာရေးထားသလိုပဲ manufacturer error ကိုရှောင်ပေးနိုင်တယ်ဆိုပေမဲ့လည်းပဲတကယ်ကိုယ့်ရဲ့ laboratory error ကိုတော့ဒါရှောင်ရှားနိုင်ခြင်းမရှိဘူးဒါကြောင့်မလို့ laboratory error ရှိခဲ့မယ်ဆိုလို့ရှိရင် NSA ဒီ detect မလုပ်နိုင်ဘူးဒါစစ်ဆေးရှာဖွေနိုင်မလုပ်နိုင်တဲ့အတွက်ကြောင့်ဒါဟာဒါတော်တော်လေးကျွန်တော်တို့ဒါ review အမြင်အားနည်းချက်ဖြစ်တယ်ဆိုတော့အားလုံးပတ်သားထားမှာဖြစ်ပါတယ်ဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော်တို့ SA control SA နဲ့ဆိုလို့ရှိရင်ဒါ control သူ့ရဲ့ရလာတဲ့ဒီဟိုဟာတွေကကနန်းတွေပေါ့နော်သူ့ရဲ့ value တွေဆိုလို့ရှိရင် mean ရော SG ရော range ရောဒါမှကျွန်တော်တို့တွဲပြီးတော့ပါတယ်ဒီမှာကျွန်တော်တို့အဲ့ဒါပေါ်မှာ normal တို့ low တို့ high တို့ပေါ့နော်တွဲပြီးတော့ခါကျတော့ဒီလိုမျိုးကျွန်တော်တို့စစ်ဆေးတွေ့ရှိလို့စစ်ဆေးနိုင်တယ်ပေါ့နော်အဲ့တော့ဟိုဘာဖြစ်လဲဆိုရင်တခုရှိတာကြတော့မီးတို့ရဲ့တကယ်စစ်ဆေးမဲ့ဟိုမှာထားလိုက်ပါကျွန်တော် WBC ပေါ့အဲ့တော့အဲ့အတွက်ကျွန်တော်တို့က range ကသတ်မှတ်ထားတဲ့ဟာတခုရှိလားပေါ့နော်အဲ့ပေါ်မူတည်ပြီးတော့ခါကျတော့ကျွန်တော်တို့ဒီတွဲဖက်ပြီးတော့ဒါကို juicy ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့သုံးမဲ့ပစ္စည်းနဲ့ပေါ့နော်ကိုသုံးမဲ့ဒီမှာ WBC ဆိုလို့ရှိရင် WBC ပစ္စည်းနဲ့ကိုယ့်ရဲ့ laboratory မှာတကယ်တိုင်းဖို့အတွက်ကိုလိုအပ်တဲ့အခါမှာတကယ် clinical level မှာ clinical decision လုပ်တဲ့ကျွန်တော် value ပေါ့နော်အဲ့ range တွေကျွန်တော်တို့အနည်းဆက်မှုမရှိဘူးဆိုလို့ရှိရင်ဒါကပြဿနာဖြစ်ဒါကြောင့်ကျွန်တော်တို့ဒီအဲ့လိုမျိုးစစ်ဆေးတဲ့အခါမှာဆိုလို့ရှိရင်ဒီ SA control တွေဟာဒီလိုမျိုးသူတို့ရောင်းချတဲ့ဒီမှာတစ်ချက်ကြည့်ပေါ့နော်သူတို့ရဲ့ value တွေဘယ်လိုသတ်မှတ်ထားလဲဆိုတော့လည်းကျွန်တော်တို့ clinical decision level နဲ့ကိုက်ညီအောင်ရွေးချယ်ခွင့်ယူပေးဖို့လည်းလိုပါသေးတယ်ပေါ့နော်အဲ့ဒီမှာဆိုရှင် NSA ကြတော့ဒီမှာမြင်တဲ့အတိုင်းပဲဆိုတော့ target value ပဲပါတယ်ပေါ့နော်ခုနကကျွန်တော် range တွေမပါဘူးနောက်ကကျတော့ SD မပါဘူးmain တို့ SD ကိုမပါဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင် level နှစ်ခုရှိရဲဒီမှာဆိုလို့ရှိရင်တိုင်းတဲ့ analyze ကမှာ acetamin လို့ခံပေါ့နော် paracetamol ကိုတိုင်းတယ် level 1မှာဒီလောက် level 2မှာဒီလောက်ထားပဲအဲ့တော့ကိုယ့်ဘာသာကိုကျွန်တော်တို့ကသတ်မှတ်ပေးရတယ်ပေါ့နော်ဟို target မရှိဘူးမရှိတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ target ကဘယ်လောက်လဲ value ကဥပမာကျွန်တော်တို့ဒီ level 1အတွက်ဆိုလို့ရှိရင်မှာထားပါ20နဲ့ထားမှာလားဒါမှမဟုတ်15နဲ့ထားမှာလားဆိုတာပြီးတော့ဘာသာမျိုးသတ်မှတ်ပြီးတော့ခါကြတော့ SD တို့ main တို့မပါတဲ့အတွက်ကြောင့်မလို့ဒီ CV ကိုလည်းကျွန်တော်တို့တွက်လို့မရသလိုတွဲဖက်ပြီးတော့ခါကြတော့ကျွန်တော်တို့စစ်စီရှာဖွေရ errors ပေါ့နော်accuracy နဲ့ပတ်သက်တဲ့ error ဆိုရင်ကျွန်တော်တို့ဟိုဖြစ်နိုင်ခြင်းမရှိပေါ့တွေ့နိုင်ခြင်းမရှိဘူးသူရဲ့ဒီ precision ရှိမရှိဆိုတာလောက်ကိုပဲဒါတွေ့တိုင်းတာပေးလို့ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါအားကြတော့တော်တော်လေး NSC control အားနည်းချက်ဖြစ်တယ်ဆိုတာကိုနားလည်ထားမှာဖြစ်ပါတယ်အခုကျွန်တော်တွေ့ကြရတဲ့အတိုင်းပဲ NSC တွေကဒီ commercial control ပေါ့နော်ဝယ်ပြီးတော့သုံးလို့ရတဲ့ဟာပစ္စည်းဖြစ်တဲ့အတိုင်းအောင်မှာ target ကိုပဲသတ်မှတ်ပြီးတော့ခါကြတော့ range ကိုသတ်မှတ်ထားလို့မရဘူးဒါကြောင့်ကျွန်တော်တို့ဒီ juicy ရဲ့ definition ကိုပြန်ကြည့်ပေါ့နော်သူကတကယ်ကျွန်တော်တို့ normal blood ထဲမှာတွေ့ရတဲ့အစိပ်ပိုင်းအနေနဲ့ဖွဲ့စည်းထားတဲ့ biological ဖြစ်တဲ့ materials ဖြစ်တဲ့ stable analytical system တွေမှာကျွန်တော်ထည့်သွင်းပြီးတော့စစ်ဆေးမယ်ဆိုရင်ဒါတွေကကျွန်တော်တို့ quality control အဖြစ်အထဲထဲမှာပေါ့နော်အထဲမှာအကျုံးဝင်တယ်လို့ကျွန်တော်တို့နားလည်ထားလို့ရပစ္စည်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီကိုသုံးတဲ့
report အတွက်ကိုကျွန်တော်တို့ဒီ control ဝယ်တဲ့အခါမှာပေါ့နော် commercial control ဝယ်တဲ့အခါမှာသူ့ရဲ့ပစ္စည်းအနေထားကိုပြန်ကြည့်ရတချို့ကကြပါလဲဆိုရှင် manufacturer စစ်ဆေးပြီးတော့ခါကြတော့ juicy ဒီ packing insert တွေမှာထည့်သွင်းပြီးခါကြတော့သူနဲ့ပတ်သက်တဲ့ value တွေအကုန်လုံးရေးထားတယ်သူရဲ့မှာကျွန်တော်တို့က analyze တွေအများကြီးဒါကြောင့်မို့ကျွန်တော်တို့ဒီ juicy material တခုတည်းကိုသုံးပြီးတော့ခါကြတော့အဲ့ဒီ analyze တွေအကုန်လုံးကိုဒါသုံးဆွဲပုံဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုတိုင်းကျင်တဲ့ပစ္စည်းပေါ့နော်ကိုသိကျင်တဲ့ပစ္စည်းဒီ analyze အတွက်ကိုလိုအပ်တဲ့ဒီ juicy material ကိုဈေးကွက်ထဲကနေပဲကျွန်တော်ရွေးချယ်ပွဲပေးရတာဖြစ်တယ်အဲ့တော့ SA ဖြစ်ခြင်း NSA ဖြစ်ခြင်းကိုကျွန်တော်ဥစဉ်မှာနားလည်သွားပြီဘာတွေအကျိုးမြတ်အဖြစ်အကျိုးကျေးဇူးအဖြစ်ဘာတွေများလဲဘာတွေနေလဲဘာတွေအားသာချက်အားနည်းချက်ရှိလဲဘာကြောင့်ဒါကို SA ကို NSA ကိုဆိုခွဲပြီးတော့ပြောရတာလေSA သုံးမယ်ဆိုလို့ရှိရင် NSA ကြားလို့ရှိရင်ကျွန်တော်မသုံးမနဲ့ထားအောင်ပါလားပေါ့နော်အဲ့တော့အဲ့တိုင်းဆိုလို့ရှိရင်ကြားတော့လဲပဲကျွန်တော်တို့ကလိုအပ်တဲ့ဒီကိုယ့်ရဲ့ဒီသတ်မှတ်ချက်ပေါ့နော် target value ကိုသတ်မှတ်ပေးနိုင်တယ်ဆိုလို့ရှိရင်ကြားတော့သုံးမယ်ဆိုလို့ရှိရင်သုံးလို့ရတယ်ဆိုတော့လည်းပဲဒီ NSA ကဒါကျွန်တော်တို့ပြောပြနေတယ်ပေါ့နော်ဒါကြောင့်လို့ကျွန်တော်တို့ကဘယ်ပစ္စည်းဘယ်လိုမျိုးကောင်းတယ်ဘာအားနည်းချက်ဘာအားသာချက်ရှိတယ်ဆိုတော့လည်းကျွန်တော်တို့အခုချိန်မှာနားလည်ထားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ in house တွေပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကဥပမာပေးထားတာကဒီ serology မှာဆိုလို့ရှိရင် borderline positive control တွေကိုဒါကဥပမာပေးထားရပေါ့နော်သူကကျတော့ဘာဖြစ်လဲဆိုလို့ရှိရင် positive သက်သက်တို့ negative သက်သက်တို့ဟာတွေကြတော့ကျွန်တော်တို့ကတတ်မှတ်ရတာလွယ်ဒါကြောင့်မို့ကျွန်တော်တို့ juicy အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဒီကောင်တွေကကြတော့သုံးလို့မရဘူးဒါကြောင့်မလို့ borderline ဖြစ်နေတဲ့ borderline positive တို့ဟာမျိုးဆိုလို့ရှိရင်ဒီ post sera တွေပေါ့နော်မိမိတို့ရဲ့တက်ခွဲခန်းထဲမှာဆိုရင်နဲ့အဲ့ဒီ analyte တွေအတွက်ကို value တွေအကုန်လုံးသတ်မှတ်ထားပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့အဲ့သတ်မှတ်ထားတဲ့အဲ့ဒီ stable ဖြစ်ပြီးသားခါတွေအကုန်လုံးရောပြီးတော့ခါကြတော့ပြန်ပြီးတော့ control ပြန်ပြီးတော့ဖြော်ဆက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့တည်တဲ့ဒါ procedure တွေဖြစ်တယ်ဆိုတော့ဒီမှာပြောချင်တာကတော့ကျွန်တော်တို့ quad ကို in house လုပ်လို့လည်းပဲရတယ်ကို control quad ကိုဖန်တီးပြီးတော့ခါကြတော့လည်းပဲရင်းမြစ်ထဲမှာ data တွေဆိုလုပ်လို့ရတယ်ဆိုတော့ကျွန်တော်နားလည်တာဖြစ်ဒါပေမဲ့အဲ့မှာတော့တခုရှိတာကြတော့ကိုတိုင်းတာလိုက်တဲ့ဒီ serology အတွက်ကိုဥပမာကျွန်တော်တို့serology ရဲ့ဒီဟိုပါပေါ့နော် examination ပေါ့နော်လုပ်မယ်ဆိုလို့ရှိရင်အဲ့ examination တခုအတွက်ကိုမှာ serial တိုင်းတာထားတယ် validate လုပ်ပြီးသားကျွန်တော် analyze တွေရဲ့ value တွေရှိရမယ်ဆိုတာကိုတော့ကျွန်တော်ကြိုတင်ပြီးတော့တည်ထားမှာဖြစ်ပါတယ်နောက်တဲ့ကျွန်တော်တို့သတ်မှတ်ချက်အဆင့်သတ်မှတ်ချက်တခုကကြတော့ IUC ကို process အဖြစ်သတ်မှတ်လို့ရတယ်ပေါ့နော်quantity process လားဒါမှမဟုတ်ရှင် quality လား semi quantity လားပေါ့နော်ကဏ္ဍနဲ့တီးကြလားဒါမှမဟုတ်ရှင်လည်းပဲquality positive negative ပဲလားသို့မဟုတ်ကျွန်တော်တို့ plus system လို့ဟာမျိုးပေါ့ malaria လို့ဟာမျိုးပေါ့နော် 1 plus 2 plus ထုတ်ပြီးရဲ့အဖြေထုတ်ပြီးရဲ့ဟာမျိုးလားပေါ့အဲ့ပုံမူတည်တော့ခါကြတော့ကျွန်တော်တို့ဒီ process အဖြစ်အဆင့်ခွဲကြပြီးသတ်မှတ်လို့ရတယ်ပေါ့နော်အရင်ဆုံးနေကျွန်တော်တို့ quantity ပေါ့နော်ပမာဏကျွန်တော်အတိအကျထွက်တဲ့ဟာတွေပေါ့ဥပမာကျွန်တော်ဒီမှာမြင်တွေ့ရတဲ့ဒီမှာတွေ့ထားသလိုပဲကျွန်တော် glucose တို့နောက် hormone တိုင်းတာတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့ကဏ္ဍအတိအကျနဲ့သက်သမနဲ့ပေါ့နော်အဲ့လိုမျိုးထွက်တဲ့ဟာတွေရှိရဲအဲ့တော့အဲ့ဟာတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ accuracy precision total error စသည်တို့သိရှိဖို့ရန်အတွက်ကိုကျွန်တော်တို့ကဒီ analyze ရဲ့ဒီသူ့ရဲ့သက်ဆိုင်ရာဒီ value တွေပေါ့နော်ရရှိမဲ့ဒီ quality control အဖြစ်ဒါစစ်ဆေးရမယ်ဒီဟို parameter တွေပေါ့အဲ့ဒီပေါ်ဟာတွေကိုသိရှိဖို့ရန်အတွက်ကိုကျွန်တော်တို့ကဒီ quantity တွေကိုသုံးလို့ရပါတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုကျွန်တော်တို့ဈေးကွက်တွေကနေပဲဝယ်ရရှိနိုင်တဲ့ဒီပစ္စည်းတွေပေါ့အခုကျွန်တော်တို့ဒီ glucose တို့ TSC တို့စစ်ဆေးဖို့ရန်အတွက်ကိုလိုအပ်တဲ့ဒီဟိုဟာတွေကတော့ဒီ quantity အဖြစ်စစ်ဆေးရမယ် juicy material တွေဒီလိုဟာမျိုးတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ quality ပေါ့နော်positive negative reactive non reactive ဒါတွေကကျွန်တော်တို့ကကဏ္ဍနဲ့ထွက်တဲ့ဟာတွေမဟုတ်ဘူးတွေ့တဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ဟာကြတော့တွေ့ရကျွန်တော်တို့ဒီတွေ့ရှိချက်ပေါ့နော် finding ပေါ့ဥပမာကျွန်တော်တို့ဒီ histopathology report ပေါ့နော် biopsy ကြည့်ရဲနောက်ကျ cytology ကြည့်ရဲပေါ့နော်အဲ့တော့အဲ့ဒါတွေကကျွန်တော်ကဏ္ဍနဲ့လည်းမထွက်ဘူးနောက်တစ်ခါကျတော့ positive ဟိုနဲ့လည်းမထွက်ဘူးပေါ့ဒီ 1 plus 2 plus စတဲ့ဟာမျိုးလည်းမထွက်ဘူးဒါကြောင့်ကျွန်တော်တို့ဒီအဲ့ဒီကောင်တွေကိုကျတော့တည်တံ့စစ်ဆေးဖို့ရန်အတွက်ကိုကျတော့ quality control process ရှိရဲဥပမာကျွန်တော်တို့ microbiology culture report ဆိုလို့ရှိရင်ဒီနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီဟိုဟာရှိရဲပေါ့ juicy program တက်တက်ရှိဒါ serology report တွေဆိုလို့ရှိရင်အဲ့လိုပဲသူရဲ့တွေ့ရှိချက်တွေကိုကျွန်တော်တို့ဘာနဲ့ပြန်ပြီးတော့နှိုင်းယှဉ်ပြီးတော့ juicy လို့ပြန်ကြည့်လဲဆိုတာဟာရှိတယ်ဆိုတော့ဒါကကျွန်တော်တို့ကဒီ IUC process တွေကိုကြားတော့ကျွန်တော်တို့ quality မှာဆိုလို့ရှိရင်တော့ဒီလိုပဲကျွန်တော်ထည့်သွင်းပြီးတော့တည်တံ့စီသွားတာမျိုးရှိတယ်ကဏ္ဍအနေနဲ့ကျွန်တော်အတိအကျဒါမျိုးခုနကကျွန်တော်ပြောသလိုမျိုးprecision တို့ဒီဟိုဟာတို့ accuracy တို့ total error ဒါမျိုးတွေနဲ့သွားတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်ဒါကကျွန်တော်တို့ကတည်တံ့ဖြစ်တဲ့ဒီ quality control ဒီ qualitative ဒီ process အားဖြင့်သွားတဲ့ကောင်တွေဖြစ်တယ်ပေါ့ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲတောက်ချောက်ကျွန်တော် monitoring လုပ်ဖို့ရန်အတွက်ပေါ့နော် serially ကျွန်တော်တို့ဘယ်လိုသုံးမှလဲမှာ mean တို့ SD တို့ CV တို့ဒါမျိုးတွေလုပ်လို့ရလဲမရဘူးခုကျွန်တော်တို့ပြဿနာ troubleshooting ဖြစ်လာလို့ရှိရင်အဲ့ကိန်းကနန်းအနေနဲ့သွား revision လုပ်ရလဲမရဘူးဒါကြောင့်မလို့ဒီ rapid cut တွေသုံးတဲ့ဟာနောက်တစ်ခါကျတော့ test kit တွေသုံးတဲ့ဟာမျိုးပါဆိုလို့ရှိရင်ဒီ process တွေကိုထိန်းချုပ်ဖို့ရန်အတွက်သူကလည်းသူဒီ process အတွက်ကိုတည်တံ့
ပါထားပြီးသားပေါ့နော်သူရဲ့ quality control process ပါထားပြီးသားကျွန်တော်ရှေ့က lesson series ထဲမှာလည်းပြောပြခဲ့ရရှိတယ် point of test တွေကိုသုံးတဲ့အခါမှာကျွန်တော်တို့စီကံသတ်မှတ်ချက်တွေရှိတယ်ပေါ့နော်စီကံသတ်မှတ်ချက်တွေအတိုင်းသွားရမယ်ဟာရှိတယ်license ရှိရမယ်နောက်တစ်ခါကျတော့ကိုသုံးတဲ့ကိုကိုင်တဲ့ဒီ point of test တွေပုံစံဘယ်လိုမျိုးလဲပေါ့နော် test case ဆိုလို့ရှိရင်အဲ့ test case ကတာမန်အဖြစ်ဒီ web test ဒါမှမဟုတ်လို့ရှိရင်လည်းပဲ moderately complex ဒါမှမဟုတ်လို့ရှိရင် highly complex test လာပေါ့နော် test ရဲ့အမျိုးအစားပုံမူတည်ပြီးတော့ခါကျတော့ license တွေကွဲပြားတယ်ပြီးတော့ခါကျတော့အဲ့ဟာကိုကျွန်တော် juicy သုံးဖို့အတွက်ပေါ့နော် juicy program တွေမှာဝင်နိုင်ဖို့ရန်အတွက်ကိုအသုံးပြုတဲ့ process တွေကလည်းပဲတည်တံ့ရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒါတွေကကြတော့တည်တံ့ process နဲ့တွားတဲ့နေရာဖြစ်တယ်ဆိုတဲ့ဟာကိုနားလည်ထားမှာဖြစ်ပါတယ်နောက်တစ်ခါကျတော့ semi quantity ပေါ့နော်ဒါလေးပဲကျွန်တော်ရှေ့ပိုင်းကပြောခဲ့တယ်မှာလေနောက်ချက်ပါခဲ့ပြီးသားဖြစ်တဲ့ ASO တို့ R တို့ဒီစားကျွန်တော်ဝီတော့စတင်ပြီးဒါမျိုးဒီဟိုဟာတွေအတွက်ကို test တွေအတွက်ကိုကျွန်တော်တို့က1+ ဆို2+ နောက်တစ်ခါကျတော့ကျွန်တော် serial dilution 1:20 1:40 စသည်အဖြစ်ဒါမျိုးကျွန်တော် report တွေနဲ့ထုတ်ပေးခဲ့ရပေါ့နော်အဲ့ဒါတွေအတွက်ဆိုလို့ရှိရင်အဲ့လိုပဲကျွန်တော်တို့တိုင်းတာတဲ့ခဏပမာဏကိုအခက်မှန်းကြီးတီးအောင်ပြုလုပ်ခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါနဲ့ဒါရောညီတွေ့ရှိ juicy procedure ကိုပဲသုံးလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ borderline control ကိုစီထွင်ပြီးတော့သုံးသလိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကထွက်မယ်ဆိုလို့ရှိရင်လည်းခဏတွေက1+ 2+ စသည်ထွက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ range တွေနဲ့ကျွန်တော်တို့ဘယ်လောက်ထိဝင်တယ်လဲဆိုတော့ juicy process ကိုjuicy process ကိုပဲ process ဒီလုပ်ငန်းစဉ်ကိုပဲကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ urine control ပေါ့ဒီမှာဆိုလို့ရှိရင် semi quantitative အားဖြင့်ဒီ report လုပ်ထားတဲ့ 1+ တို့ 2+ စသည်ပဲဒါမျိုးတွေနဲ့ထွက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီထွက်တဲ့ဒီကိုသုံးတဲ့ဒီလုပ်ငန်းစဉ်ပေါ့နော်အဲ့ဒီပုံဒီပြောအားကြတော့ပဲ juicy ကိုသွားပေးရတာဖြစ်တယ်ခဏအနေနဲ့ကျွန်တော်အတိအကျဘယ်လောက်ဆိုပြီးထွက်တဲ့ဟာမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးကျွန်တော်တို့ control သုံးမဲ့ဆိုလို့ရှိရင်တခြားဒီဒါကကျွန်တော် urine မှာဥမာပေးတာပေါ့နော်တခြားတော့ကျွန်တော်တို့ semi quantitative နည်းနဲ့ဒီထွက်တဲ့ဟိုပါပေါ့ reporting ထွက်တဲ့ဟာတွေဆိုလို့ရှိရင်အဲ့လိုပဲကျွန်တော်တို့နားလည်ထားမှာဖြစ်ပါတယ်အဲ့တော့ vendorကိုယ့်ရဲ့ဒီ quality control type ပေါ်ဟိုတည်ပြီးတော့ကျွန်တော်တို့ခွဲခြားထားတာက first party second party third party ပေါ့နော်အဲ့တော့ first party ဆိုတာကဘာလဲဆိုရင်ကျွန်တော်တို့ဒီမှာပြထားတဲ့အတိုင်းပဲဒီမှာရတယ် control နဲ့ calibrator ကသူက same ဟိုပါပေါ့နော် manufacturer pathway ကိုပိုင်ဆိုင်တာပေါ့ဆိုလိုတာက source ကတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့တခုခုများကျွန်တော်တို့ sample ပေါ်မှာတက်ရောက်နိုင်တဲ့အနေအထားမျိုးပြောင်းလဲမှုတွေရှိခဲ့မယ်ဆိုလို့ရှိရင်ဒီ control ကတော့ sensitive မဖြစ်နိုင်ဘူးပေါ့နော် changes တခုရှိခဲ့မယ်ဆိုရင်ဒါကကျွန်တော်တို့ sensitive မဖြစ်ဘူး second party ကကြတော့ဖြစ်လဲဆိုလို့ရှိရင် control ကသူ့ရဲ့ဒီဟိုဟာပုံမူတည်တဲ့အတွက်ကြောင့်မလို့တခြားဟိုဟာသူ့ရဲ့ manufacturer ကနေပြီးတော့ဒီအသုံးပြုတဲ့အနေအထားပုံမူတည်ရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ control နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ sensitivity ကိုဒီတက်ရောက်နိုင်တဲ့သူ့ရဲ့ sample ပေါ်တက်ရောက်နိုင်တဲ့ changes တွေကိုသူက sensitive မဖြစ်ဘူးပေါ့နော်နောက်ဆုံးကျွန်တော်တို့ third party နေနဲ့ဆိုလို့ရှိရင်တော့ဒီ control calibrator ကိုအပြင်ကိုတခြားတော့ကျွန်တော်တို့သူရဲ့ instrumentation တို့စသည်အပြင်ဒါမျိုး reagent တွေပေါ့နော်အသုံးပြုတဲ့ဟာတွေအကုန်လုံးရဲ့ပေါ်မှာတက်ရောက်နိုင်တဲ့ကျွန်တော်တို့ပြောင်းလဲမှုတွေပေါ့နော် changes တွေအကုန်လုံးကိုတွေးရှင်းအောင်စစ်ဆေးပေးနေတာဒါကြောင့်ကျွန်တော်တို့ third party ကတော့အကောင်းဆုံးကျွန်တော်တို့ဒီဟိုဟာပေါ့ quality control type ဖြစ်လို့နားလည်ထားလို့ရတယ်ပေါ့နော်အဲ့တော့ဟိုဟာပေါ့ကျွန်တော်အထုတ်လုပ်တဲ့ဟိုဟာကဟိုပါပေါ့မတူလေကွဲပြားလေကောင်းလေလို့ကျွန်တော်တို့အကြံမြင်နားလည်ထားလို့ရတယ်တူတူပဲဒီနေရာဒီရင်းမြစ်ကပဲထုတ်တာဒီပုံစံတိုင်းပဲဆိုလို့ရှိရင်တော့ခုပြောင်းမယ်ဆိုလို့ရှိရင်လည်းပဲဒီပုံတွေကဒီပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တိတာထင်ရှားစွာနဲ့ဒါစစ်စစ်ရှာဖွေတွေ့နိုင်ခြင်းမရှိဘူးမရှာပေးနိုင်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့အကြံမြင်ရပြီးနားလည်ထားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ပြန်ပြီးတော့ဟိုဟာလေးရေးထားရပေါ့နော်အခြေခံချက်လေးရေးထားတယ် first party ရဲ့ဒီ control material အကြောင်းပြန်ပြီးရေးထားတယ် instrument manufacturer ကနေပြီးပြုလုပ်ပေးတယ်raw material ကလည်းပဲ lot line ပဲတူတူပဲပြီးတော့ခါကျထုတ်လုပ်တဲ့လုပ်ငန်းစဉ်အားဖြင့်လည်းပဲတူညီတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့တနေရာထဲမှာပဲဒီ career တွေရော kit တွေရောနောက် method calibrator တွေထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနကကျွန်တော်ပြောခဲ့လို့ပဲ changes တစ်ခုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒီကောင်တွေအမှားရှာနိုင်စွမ်းဒါမရှိဘူးဆိုတာကိုကျွန်တော်တို့နားလည်ထားမှာဖြစ်ပါတယ်second party ကျတော့ကျွန်တော်တို့ကဒီ quality system ရဲ့ပြင်ပမှာပြီးထုတ်လုပ်တဲ့အနေထားပေါ့နော် instrument တို့ kit တို့ method တို့ကိုကိုယ့်ရဲ့သတ်မှတ်ထားတဲ့ quality system ရဲ့ပြင်ပမှာထုတ်လုပ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အခုနောက်ကျွန်တော် first party နဲ့ဆက်လို့ကျွန်တော်ပို့ပြီးတော့တာတယ်ပေါ့ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်အဲ့ရရတဲ့ input တွေကိုသုံးတယ်ပေါ့နော်လိုအပ်တဲ့ကျွန်တော်တို့ဒီလိုအပ်အချက်လက်တွေပေါ့နော်ဒါတွေကိုကြတော့အဲ့ instrument နဲ့ kit တွေ method manufacturer တွေရှိကနေရရှိ input အမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလုံးလုံးကြီးဟိုကတော့မဟုတ်ဘူးကင်းလွတ်နေရတော့မဟုတ်သေးဘူးဒါကြောင့်မို့ကျွန်တော်တို့ second party အဆင့်လောက်လို့သတ်မှတ်ထားပါတယ်တက်ပါတီကြတော့ကျွန်တော်တို့လုံးဝ independent ဖြစ်သွားပြီ input လည်းမသုံးတော့ဘူးပြီးတော့ quality system ပြင်ပမှာပဲအကုန်လုံးထုတ်လုပ်တယ်ပြီးတော့ခါကျတော့သူတို့ရဲ့ design input တွေနဲ့လည်းလုံးဝမသက်ဆိုင်တော့တဲ့အတွက်ကြောင့်မလို့အကောင်းဆုံးတော့ဒီ juicy ဒီအဆင့်တန်းအားဖြင့်လည်းပဲဒီတက်ပါတီကိုကျွန်တော်တို့သတ်မှတ်တယ်ပေါ့နော်နောက်တစ်မျိုးကျွန်တော်တို့အဆင့်သတ်မှတ်တာကကျတော့ stability ပေါ်မူတည်ပြီးတော့လည်းပဲအဆင့်သတ်ပါပါတယ် stability ဆိုတာကတော့ကျွန်တော်တို့ခိုင်ခံ့မှုကြံ့ခိုင်မှုတည်ငြိမ်မှုကိုဆိုလိုတာပါအဲ့တော့
ကိုယ့်ရဲ့ juicy material ကအရေလားပေါ့နော် liquid လားဒါမှမဟုတ်လို့ရှင်လည်းပဲဒီမျိုးဆရာမတို့အချောက်ခံထားတဲ့အမှုန့်တွေပဲလားပေါ့နော်အမှုန့်ကြောင့်ကျွန်တော်ပြန်မဖြော်ရတယ်ဒါကြောင့်မို့ဆရာမတို့ကအဲ့ဒီပုံမူတည်ပြီးတော့လည်းပဲဒါကတည်ငြိမ်မှုကွာခြားပါတယ်အဲ့တော့ဒီမှာအရေဆိုလို့ရှင်တော့ ready to use ပေါ့နော် reconstitution လုပ်စရာဖြော်ကြမလို့ reconstitution ဆိုတာတော့ကျွန်တော်တို့လူမျိုးအမှုန့်တွေဆိုရှင်ပြန်ပြီးတော့ဖြော်ရတဲ့အဆင့်ဒီ process ကိုပြောတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကုန်ကြစီအားဖြင့်လည်းပို့ပြီးတော့များသလိုအကုန်အဲ့လိုမျိုးကျွန်တော် guide တွေဖြော်ဆက်ရတယ်ဆိုတဲ့အနေထားပေါ့နော်အသုံးပြုတဲ့ကျွန်တော်တို့အရေးကိစ္စကအစပေါ့နော်ကျွန်တော်တို့ handle လုပ်ရတဲ့ကောင်ဒီမှာလုံရင်းနဲ့ကျွန်တော်ဖြစ်လာနိုင်တဲ့ errors တွေကိုဖယ်ရှားပြီးသားဖြစ်သွားပါတယ်ပြီးတော့ခါကျတော့အထဲထဲမှာကျွန်တော်ဖွဲ့ကြည့်တဲ့ matrix ကလေးပဲအထဲမှာကျွန်တော် matrix ဆိုတာကတော့အထဲထဲမှာခန္ဓာကိုယ်ထဲမှာရှိတဲ့ကျွန်တော်တို့ serum လားပေါ့နော်အဲ့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ပစ္စည်းပေါ့နော်အဲ့ဒီပေါ်အခြေခံပြီးထုတ်လုပ်ထားတဲ့ဒီဖွဲ့စည်းမှုကနေပြီးတော့တက်ရောက်တဲ့လွှမ်းမိုးမှုကလည်းပဲမိမိအသုံးပြုရတဲ့နေလမ်းပေါ်မူတည်ပြီးတော့ကွဲပြားနေတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကလည်းကျွန်တော်တို့ဒီ ready to use မှာဆိုလို့ရှိရင်ကြတော့ကွဲပြားနေတဲ့အနေထားတော်တော်လေးနည်းပါးတဲ့အတွက်ကြောင့်မလို့ဒါပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဈေးနှုန်းအဖြစ်လည်းပို့ပြီးတော့ကြည့်ရပေါ့ခုနကကျွန်တော်တို့ SA နဲ့ NSC control ပုံစံမျိုးပြန်ပြီးခွဲထားသလိုပါပဲ lyophilized ကကြတော့ဒီမှာကျွန်တော်တို့ freeze dry လုပ်ထားတယ်ဒါကြောင့်ဖြော်ဖို့လိုတယ်ဖြော်ဖို့ရန်အတွက်ရေကလည်းပဲဒါလူကဒါမှမဟုတ်လို့ရှင်လည်း deionized type 1 water ဖြစ်ဖို့လိုအပ်တယ်အဲ့တော့ရေမားလို့မရဘူးပေါ့လေနော်ပြီးတော့ခါကျတော့အဲ့ရေရဲ့တန့်စင်မှုပါညာဒါတွေကိုလည်းပဲကျွန်တော်ပြန်ပြီးတော့ထည့်သွင်းတွက်ချက်ရသေးရပေါ့ပြီးတော့ခါကျတော့တဲဖို့ပြဖို့ကြတော့ကျွန်တော်တို့အမုံဖြစ်တဲ့အတွက်ကြောင့်မလို့တဲရပြရတာပို့ပြီးတော့လွယ်တယ်ပေါ့နော်အရေကြတော့လည်းကျွန်တော်သတိပို့ပြီးတော့ထားပေးရတယ်ပြီးတော့ကုန်ကြစိတ်စားလို့ရှင်ကျွန်တော်တို့ box တစ်ခုစီကကုန်ကြစိတ်ပို့ပြီးတော့ဒီဝါတဲ့စားလို့ရှင်ပေါ့နော် ready to use စားလို့ရှင်ပို့ပြီးတော့နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရင်းမြစ်နေပါတွေကြရဆိုလို့ရှင်မှာ lyophilized လိုဟာမျိုးသုံးမယ်ဆိုလို့ရှင်လည်းသတိထားမယ့်ချက်တွေကတော့ဒီချက်တွေရှိပါတယ်ပေါ့နော်ဆိုတော့ဒါတွေကဘာလဲဆိုလို့ရှင် stability ပုံဒီဘက်ခါကျ liquid နဲ့ lyophilized ကိုခွဲခြားပြီးတော့အဆင့်သတ်မှတ်ထားတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ lyophilized ကခုနကကျွန်တော်တို့ပြောခဲ့သလိုပဲအမှုန့်ဖြစ်တဲ့အတွက်ကြောင့်မလို့ပစ္စည်းထားတဲ့တန်းကကြတော့တွားနေနဲ့ပို့ပြီးတော့တူတယ်ပေါ့နော်အကြာကြီးထားလို့မရဘူးဒီမှာဆိုလို့ရှိရင် open bar ရဲ့ expiry ဟိုဟာရှိတယ်ဆို open bar ရဲ့ဆိုတာဖွင့်လိုက်ပြီဆိုရင်ကျွန်တော် expire ဖြစ်တဲ့ဟာကိုပြောတာပေါ့နော်အဲ့တော့ကိုဘယ်လောက်ထိဟိုဟာထားမှလဲပေါ့နော်ဒီအောင်ဖြော်ပြီးတော့ခါကျဘယ်နည်းရဲ့ထားမှလဲဆိုတာလေးပဲစကားပြောသေးတယ်ပေါ့နော်ကိုယ့်ရဲ့ laboratory workload ကလည်းရှိသေးတယ်ဟိုဟာ grade 200ဆန် grade 300ဆန်စီးရုံမျိုးလိုဟာမျိုးဆိုလို့ရှိရင်ဒါတွေကတိတ်ပြဿနာမရှိဘူးဒါပေမဲ့လူနာလည်းနည်းတယ်ပေါ့နော် case ကလည်းနည်းတဲ့အချိန်မှာစစ်ဆေးရတဲ့အနေထားလည်းနည်းတယ်ဆိုလို့ရှိရင်ဒါကိုတစ်ခါဖွင့်ပြီးတော့ခါကျတော့ခက်မြင် expire ဖြစ်သွားမဲ့သူတွေကြတော့ဒါပြန်ပြီးကုန်ကြစည်နဲ့ကိုယ့်ရဲ့ဒီအသုံးပြုမဲ့ဟာတွေကမကမိတော့ဘူးပေါ့နော်ဆိုတော့ဒါမျိုးလည်းပဲကျမတို့ကထည့်သွင်းပြီးတော့ဒီတွက်ချက်ရမှာဖြစ်တယ်ပေါ့နော်ဈေးသက်သာရဲဆိုတာနဲ့ကျမတို့ဝယ်မယ်ဆိုလို့ရှိရင်ဒါမျိုးကျွန်တော်စဉ်းစားရမှာဖြစ်တယ်ဒါကကျမတို့ဖြော်ပြီးသွားပြီပေါ့ဖြော်ပြီးသွားတယ်ဆိုတော့ reconstitution လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒါမသုံးပြတဲ့အပိုင်းတွေကကျတော့တချို့ဟာတွေ discuss လုပ်ပြရတာပေါ့ဒါကြောင့်ကျွန်တော်တို့က hidden cost ဆိုခေါ်တဲ့ပုံးနေတဲ့ကုန်ကြစိတ်တွေပေါ့နော်မမြင်ရဘူးဒီကောင်တွေကသုံးပြီးလို့ရှင်ဝယ်လိုက်တဲ့ဟာပဲမြင်တယ်သုံးလိုက်တယ်ဆိုပေမဲ့လည်းပဲအဲသုံးတဲ့ဟာကကိုတချေခဲသုံးတဲ့အချိန်မှာသုံးတဲ့ဟာလောက်ပဲတန်ဖိုးဖြတ်လို့ရပြီးခါကြတော့ကိုဖြော်လိုက်ပြီးခါကြလွတ်ပြလိုက်ရတဲ့အပိုင်းအတွက်ကိုကျတော့ကျွန်တော်အဲ့မှာထည့်သွင်းပြီးတော့ခါကျတော့တွက်ချက်ထားမထားမိတာမျိုးကျွန်တော်တို့ဖြစ်တတ်တယ်ပေါ့နော်ဒါကကျွန်တော်တို့သတိထားမယ့်အချက်တစ်ခုဖြစ်ပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့lyophilized materials တွေက vial 2နဲ့2ကကြတော့မတူနိုင်ဘူးပေါ့နော်vial 2 vial variability လို့ဟာပို့ပြီးတော့သူကကွာတယ်ပေါ့နော်ပိုများတယ်ပေါ့ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုး variation တွေများတဲ့အတွက်ကြောင့် imprecision ကလည်းပို့ပြီးတော့များလာတယ်ပြီးတော့ခါကျတော့ခုနကပြောလို့ဖြော်တဲ့ကိစ္စပေါ့နော်ကိုယ့်ရဲ့ဒီ handling လုပ်တဲ့ကိစ္စပြီးတော့ခါကျအသုံးပြုရတဲ့အရေးပေါ့ဒီ quality စတဲ့ဒါမျိုးတွေမမှန်ကန်ဘူးဆိုလို့ရှင်လည်းပဲသူ့ရဲ့ imprecision ပိုများတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ပို့ပြီးတော့များတယ်ပေါ့နော် log variation တွေကလည်းပဲ lyophilized တွေက2နဲ့2ကိုမတူတာများတယ်ပေါ့နော်ဒါကြောင့်လို့ကျွန်တော်တို့ကဟိုဟာတွေကသူ့ရဲ့ဒီရှိရတဲ့အားနည်းချက်တွေတော်တော်ကြီးများတယ်ဆိုတော့ဒီထားမှာဖြစ်ပါတယ်ဒါကြောင့်မကိုင်မယ်ဆိုလို့ရှင်လည်းပဲ expertise ပေါ့နော်တကယ်တမ်းကျွမ်းကျင်တဲ့ဒီဥစ္စာကိုကိုင်နေကြလူပေါ့နော်ဒီဟာကိုတခြား trainer ပြီးသားလူကပဲ reconstitution လုပ်ဖို့အတွက်ကိုကျွန်တော်တို့ကတော့ recommend လုပ်တယ်ပေါ့နော်ကျွန်တော်တို့အကြံပြုပါတယ်အဲ့တော့အဓိကtemperature လည်းပဲမှန်ရမယ်ပေါ့နော် room temperature မှာလုပ်မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ရှင်လည်းပဲကိုယ် refrigerated ဒီဟိုပေါ့ air condition ရှိတဲ့ဒီခန်းထဲမှာဆိုလို့ရှိရင်လည်းမျှတတဲ့အပူချိန်မှာဒါတွေဆိုတာနည်းနည်းလေးတော့မှာပေါ့နော်ပါဝင်တဲ့ဒီအမုံဝါးတွေကိုအပြင်ဟိုဒါ loss မရှိစေဘဲနဲ့ပေးချမ်းတာမရှိစေဘဲနဲ့ကျမတို့ဖြောဆက်ပြအောင်ဖြစ်ပါတယ်မို့လို့ရှင်မှားသွားပြီဆိုရင်တော့ခုနကပြောလို့ပဲ imprecision ဖြစ်လာပြီးတော့ခါကြတော့ကျမတို့လုပ်တဲ့ process ကအလားအသက်ဖြစ်သွားမယ်ပေါ့နော် juicy process တွေကအသုံးဝင်တော့ဖြစ်သွားပါလိမ့်မယ်ပြီးတော့ခါကြတော့ဒီreconstitution ပြုလုပ်ပြီးချိန်နဲ့တော့ခါကြတော့ကျမ elicode တွေပေါ့နော်ဒါကိုကျွန်တော်ရောလာပြီဆိုမှထားလိုက်ပါတော့ကျွန်တော်တို့ 2cc ရတယ်ပေါ့ဒါမှမဟုတ်ကျွန်တော် 1cc ရအဲ့ဒါကိုကျွန်တော်တို့ elicode နဲ့ပြန်ပြီးတော့ခါကျပြန်ခွဲမယ်နော် point ဘလောက် cc ပေါ့အဲ့ပြန်ခါကျတော့ပြီးပဲနေပြန်ခွဲမယ်ဆိုလို့ရှိရင်လည်းတေချာလေးကျွန်တော်တို့ရောရမှာဖြစ်တယ်တခြားတော့ကျွန်တော်တို့ရောစရာပစ္စည်းရှိရဲဆိုလို့ရှိရင်လည်းအဲ့ဒါကိုကျွန်တော်တို့အဲ့ချိန်မှာပေါ့နော်တေချာဒီ juicy ဖြော်တဲ့ရက်ပေါ့နော်အဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်တေချာလေးကျွန်တော်ရောစရာမှာဖြစ်တဲ့အချိန်ပြီးပြီးတော့ခါကျတော့တေချာစနစ်တကျဒါကိုprepare လုပ်ပေါ့နော်စီစဉ်ပြီးတော့ခါကျမှပဲဖြော်ဆက်ဖို့အတွက်လိုအပ်တယ်မဟုတ်လို့ရှိရင်တော့အဲ့ဒီကနေပြီးတော့ပဲစက်တိုက်ပေါ့နော်ကို run နဲ့နေထားတဲ့အကုန်လုံးအတွက်ကိုကမောက်ကမာတွေဖြစ်စေနိုင်တယ်
လောက်ပြီးတော့ခါကြတော့တခြားကုန်ကြကြီးတွေလည်းကျွန်မထည့်သွင်းမှစဉ်းစားမှာပေါ့နော်ဒီဟာမမှန်လို့ရှိရင်ကျတော့ထည့်ပြီးတော့အကုန်လုံး run ပြီးကမှထွက်လာတဲ့အဖြေအကုန်လုံးကကမကမာတွေဆိုလို့ရှိရင်တခါပြန်ပြီးအစအနေပြန်စားလို့ရှိရင်ကုန်ကြကြီးလည်းပိုပြီးများသလိုတချို့တော့ကျွန်မတို့လူနာတွေရဲ့ဒီ sample တွေပေါ့နော်အဲ့ဒါတွေကလည်းပဲနောက်တစ်ခါထပ်ပြီးတော့sample တွေထပ်တောင်းစသည်ပဲဒါမျိုးတွေကျွန်တော်ဖြစ်နေနိုင်တယ်ဒါဆိုလို့ရှိရင်လည်းပဲတိကျသေးကြတဲ့အဖြေကိုရရှိဖို့ရတော့အရန်ကိုလမ်းဝေးသွားမယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒါကိုဒေတာလေးကျွန်တော်လုပ်ဖို့ရန်အတွက်လိုအပ်ပါတယ်ပြီးတော့ခါကျတော့ကျွန်တော် expire date ပေါ့နော်ကိုယ့်ရဲ့ဒီ aligo တွေနဲ့ခွဲထားတယ်ဆိုလို့ရှိရင်ခွဲထားတဲ့ဟာတွေလည်းပဲသူရဲ့ expire date ကိုတခြားကြည့်ပေါ့နော်အဲ့ဒါမကြောခင်ပေါ့နော်အသုံးပြုဖို့အတွက်ကိုလိုအပ်တယ်ကြော်ပြီးတော့မှသုံးနေဆိုလို့ရှိရင်တော့ပို့ပြီးတော့ခါကြတော့ခုနကပြောတဲ့ process တွေပြန်ပြီးတော့လာပြီးတော့ကျွန်တော်ရှုပ်ထွေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနည်းနည်းလေးစီခွဲလိုက်တယ်ပေါ့ပြီးတော့ခါကျအဲ့ဒီကုတ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်နည်းနည်းလေးကိုပဲကျွန်တော်တို့တောလုပ်ပြီးတော့ခါကျနေစဉ်အသုံးပြုရမှာဖြစ်တယ်ပြီးတော့ခါကျတောလုပ်ပြီးဆိုလို့ရှိရင်အဲ့ဒါကိုပြန်ပြီးတော့ freeze လုပ်လိုက်ပြန်ပြီးတော့တောလုပ်လိုက်ဆိုလို့ရှိရင်တခါပြန်ပြီးတော့သူ့ရဲ့ quality control အပြင်ပျက်စီးစေနိုင်တယ်ပေါ့ဒါကိုလည်းကျွန်တော်သိပြီးသွားမှာဖြစ်ပါတယ် test တစ်မျိုးစီအတွက်ကိုထိန်းချုပ်ဖို့ရန်အတွက်ကိုတင့်တော်တဲ့ပမာဏကိုသုံးပြရတာပေါ့နော်ကိုယ့်ရဲ့ဥစ္စာတခါတည်းပဲဆိုထည့်ပြီးတော့ခါကျအဲ့တိုင်းပဲကျွန်တော်အကုန်လုံးအတွက်ကို run မှာလားဆိုတာအဲ့လိုမဟုတ်ဘူးအဲ့တော့လိုအပ်တဲ့ပမာဏကိုပဲ run မယ်ဟိုချွေတားမယ်ပေါ့နော်ရင်းမြစ်ထဲမှာပုံကြားကြီးကျွန်တော်တို့အများကြီးမတက်နိုင်ဘူးဆိုလို့ရှိရင်ပို့ပြီးတော့ခါကျကိုယ့်ရဲ့တင့်တော်တဲ့ပမာဏလိုက်ကိုပဲသုံးမိရမှာဖြစ်တယ်ပြီးတော့ခါကျတော့ကျွန်တော်ပြောလို့တော့ဟိုဟာဖြစ်မယ်ဆိုလို့ရှိရင် freeze လုပ်မယ်ဆိုလို့ရှိရင်ပဲကျွန်တော်တို့က minus ဘလောက်ပေါ့အဲ့ဒါကိုကျွန်တော်တို့တော့ deep freezer ထဲမှာထည့်ပြီးတော့ခါကျတော့တင်ထားပေးရမှာဖြစ်ပါတယ်အဲ့တော့ frozen sample တွေကိုကျွန်တော်တို့ကိုယ့်ရဲ့သတ်မှတ်ထားတဲ့အပူချိန်မှာပဲကျွန်တော်တို့တော့လုပ်ပေးရမယ် control material ကိုခုနကကျွန်တော်ပြောခဲ့သလိုပဲတော့ရင် refreezing ပြန်လုပ်လို့မရဘူးပေါ့နော်ပြန်ပြီးတော့အီဖြောလိုက်ပြီးအဲ့ဒါပြန်ထည့်လိုက်ဆိုတာမျိုးမလုပ်ရဘူးအဲ့လုပ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါပုတ်တရရဖြစ်လာအဖြစ်တွေပဲဆက်မှာပဲပြီးတော့ဟိုလိုအပ်တာကတော့အဓိကတော့အဲ့နေရာမှာကျွန်တော်တို့က ethics ရှိဖို့လိုအပ်တယ်ပေါ့နော်ကျွန်မဒီနေရာမှာနည်းနည်းလေးအဲ့ဒါပြောချင်တယ်လုပ်တဲ့ဒီ technician ကသူကိုသူအဲ့လိုမျိုးမလိုက်နာဘူးပေါ့နော်စီကံမလိုက်နာဘူးဒါပေမဲ့မှားသွားတယ်မှားသွားတဲ့ဟာကိုသူရဲ့မလိုက်နာတဲ့ဟာကိုပြန်ပြီးတော့ဟိုကျွန်တော်တို့ပြန်ပြီးတော့ဟိုမဖြစ်တင်ပေါ့နော်သူဟာပေါ့တခုဒါအစုခံရမှာဆိုလို့ပေါ့ပြောရမယ်ဆိုရင်သူ့ရဲ့ supervisor တွေအစုခံရမှာဒါမှမဟုတ်ရှင်လည်းပဲတခုတခြားသောethic မလိုက်နာတဲ့အကြောင်းချက်တွေရှိမယ်အဲ့တော့အဲ့ဒါတွေအကြောင်းမလို့လည်းပဲကျွန်တော်ဒီမှာပြဿနာတက်ပြီးတော့ခါကျဘေးကမားလဲဘေးကမားလဲဆိုတာရှာလို့မရတဲ့စင်တီဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဓိကကတော့အဲ့ဒီနေရာမှာကျွန်တော်တို့ကတကယ်လုံးမဲ့အချိန်မှာသတ်မှတ်ထားတဲ့အဆင့်ဟိုဟာတွေကိုတခြား training ယူပါမရဘူးဆိုလို့ရှိရင်တခြားပြန်ပြီးတော့မေးရမယ်ပေါ့နော်ကိုမလုပ်တော့ဘူးဆိုတခြားမေးရမယ်လုပ်တတ်တဲ့ကျွန်တော်တို့ expertise ဒါမှမဟုတ်လို့ရှိရင်လည်းတခြားလုပ်ပြီးသား training ရပြီးသားလူကပဲလုပ်ရမယ်ပြီးတော့ခါကျတော့သတ်မှတ်ချက်တွေအကုန်လုံးလည်းပဲအကုန်လိုက်နာနိုင်နေတာမျိုးဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒါကအင်တန်ရေးကြီးရဲ့ ethics ဆိုတာကျွန်မအဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်ကိုယ့်ရဲ့ကျင့်ဝတ်ပေါ့နော်ဒီကိုတယောက်တည်းအဲ့လိုမျိုးကျွန်တော်တို့မလျော်မကန်နေလုပ်တဲ့အတွက်ကြောင့်မလို့ထွက်လာတဲ့အဖြစ်ကမောက်ကမာတွေပောက်ရိုက်ထွက်လာပြီဆိုလို့ရှင်ဒါကိုကျွန်တော်တို့ကဟိုပါပေါ့တာဝန်ယူပြီးတော့ခါကြတော့ဟိုပြန်ပြီးတော့ဒါ training လုပ်လဲရှင်ဆိုလို့ရှင်လည်းပဲပြောရမှာပေါ့လေဒါကြောင့်မို့ကျွန်တော်တို့ကနောက်ဆက်တွဲမပြရလျအောင်စောစောစီးစီးတွေကကျွန်တော်တို့ဒေတာ training ယူပြီးတော့ခါကြသတိထားမယ့်အချက်တွေလေးကိုသိရှိထားဖို့ရတဲ့လိုအပ်ပါတယ်နောက်ကကျတော့ကျမတို့ pipetting เนาะခုနကကျမပြောခဲ့သလား aligo လုပ်တဲ့အချိန်မှာကျ pipetting တခြားမှန်ရမယ် calibration တခြားလုပ်ရမယ်ပြီးတော့ဒီလိုအပ်တဲ့ဖြော်မယ်ဆိုလို့ရှိရင်ကျမ deionized water injection water တခုပေါ့ဒါမျိုးသုံးရမယ်ဆိုလို့ရှိရင်လည်းပဲသတ်မှတ်ထားတဲ့အရေဝဲသုံးမှာဖြစ်ပါတယ် manufacturer ရဲ့လုပ်ပေးတဲ့အတိုင်းပဲပေါ့เนาะပြောတဲ့အတိုင်းပဲကျမလုပ်ပေးရမှာဖြစ်ပါတယ်ပြီးတော့ခါကျတော့ကျမတို့ဖွင့်ထားပြီးတဲ့ file တွေတချို့ကလည်းပဲကျမဖွင့်ထားတဲ့ file တွေရှိမယ်ဒါတွေကျမတို့ညွှန်ကြားချက်အတိုင်းပေါ့လုံးဝအပိတ်ဆိုလို့ရှိရင်အပိတ်တိုင်းပေါ့အဖွင့်ဆိုလို့ရှိရင်အပိတ်တိုင်းကျမတို့ကfile တွေတူလောင်ရမှာဖြစ်ပါတယ်သူရဲ့တတ်မှတ်တာဝန်တွေကိုတယောက်ချင်းစီအတွက်ကိုဘယ်သူကမလုပ်ပေါ့နော်ဒီဥစ္စာပစ္စည်းကတော့ဘယ်သူက storage ကတော့ဘယ်သူကကိုင်မယ် deep freezer ကို temperature monitoring ဘယ်သူလာပြီးတော့ဖြော်တဲ့လူကစသည်ပဲဒါမျိုးကျွန်တော်အချင်းချင်း specific text တွေတတ်မှတ်ပြီးတော့ခါကြတော့လေ့ကျင့်ပေးရမှာဖြစ်တယ်ပေါ့နော် process တစ်ခုလုံးကကိုတယောက်တည်းပဲလုပ်ရတယ်ပေါ့လူကလည်းမရှိဘူးဆိုတဲ့အတွက်ကြောင့်မလို့အမားတွေများတယ်ဆိုတဲ့ဟာမျိုးကလည်းဖြစ်စေတယ်ဒါကြောင့်ကျွန်တော်တို့ကတခုဒီ process ဒီ live flash ကိုသုံးမယ်ဆိုလို့ရှင်လုံးဝမဲ့ process တွေကကြည့်ရမယ့်အချက်တွေကပေါ့အရေးလဲကြည့်ရတဲ့အတွက်ကြောင့်မလို့လူခွဲပြီးတတ်မှတ်တယ်ဆိုလို့ရှင်တော့ပို့ပြီးတော့ကောင်းတယ်အဲ့ဒီ text တွေအတွက်ကိုလည်းပဲလူချင်းစီကျွန်တော်တို့ကလေ့ကျင့်ပေးထားမှာဖြစ်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့ reconstitution လုပ်ဖို့ရန်အတွက်ကိုလိုအပ်တဲ့ဒီ instruction ဒီမှာပြထားရပေါ့နော်နမူနာတစ်ခုပေါ့နော်ဒါအဲဒီမှာကျွန်တော် volumetric feedback ကိုသုံးပါပြီးတော့ reconstitution လုပ်ဖို့ရန်အတွက်ကိုလိုအပ်တဲ့အရေးကတော့ distilled water ဒါမှမဟုတ်လို့ရှိရင်ဒီ ionized water ဖြစ်ပါတယ်ပေါ့လေပြီးတော့ဒီ stopper ကိုပြန်ပြီးတော့ဖုံးတာတို့ပြီးတော့သူ့ရဲ့ဒီအချိန်ကာလအဖြစ်သတ်မှတ်ထားတဲ့ကာလမိနစ်20ဆိုရဲ20ပေါ့နော်အဲ့ဒါကိုသူက stand လောက်ထားပါတယ်ပြီးတော့လို့ရှိရင်မှွေကြည့်ပါမှာတမန်မြတ်တာမှွေကြည့်ပါပြီးတော့ဟိုပေါက်တာ inversion လုပ်တာမျိုးနဲ့သူ mix လုပ်တာမျိုးမလုပ်ပါနဲ့ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဒီ sample ကိုsampling မလုပ်ခင်ပါပေါ့နော်ဒီကိုယ့်ရဲ့ယူရမယ့်ဘာရောဒီချာလေး swirl လုပ်ကြည့်ပါဆိုပြီးတော့လည်းပဲတီချာသူပြောထားရပေါ့ဆိုတော့ဒါပါလဲဆို reconstitution နဲ့ပတ်သက်ပြီးတော့ခါကြတော့လိုအပ်တဲ့အခြေခံကျမတို့သူ့ရဲ့ဟို packing insert တွေမှာပါတယ်လိုက်နာမယ့်ချက်ပေါ့ဒီဘက်မှာလည်းပဲကျမတို့ဒီ juicy ရဲ့အသုံးပြုဖို့ရန်အတွက်ကိုဒီ battery ပေါ့နော်ကိုယ့်ရဲ့ဒီ laboratory
test run ဖို့ရန်အတွက်အသုံးပြုတဲ့ဒီ battery ဆိုလို့ရှိရင် battery ဘယ်လို operation လုပ်မလဲဆိုတော့ဒီဆိုင် instruction နဲ့ပြထားတယ် alarm မြည်ဘယ်လိုမြည်ပြီးတော့alarm မြည်ဟာဘယ်လိုကြည့်ပါပြီးတော့ plug တိုင်ဘယ်လိုတက်ပြီးတော့တခြားသောကျွန်တော်တို့တစ်ခုခုများပြဿနာဖြစ်မယ်ဆိုလို့ရှိရင်လည်းအဲ့ဟာမသုံးနဲ့စသည်အပြင်သုံးတဲ့ battery အမျိုးအစားတော့ဘာမျိုးစားကိုသုံးမှာပြီးတော့ဟာကြတော့ calibration tubing လုပ်ဖို့ရန်အတွက်ကိုလည်းပဲ adapter တော့ဘယ်လိုကြည့်ပါဘောနော် sensor ကိုဘယ်လိုကြည့်ပါပြီးတော့ signal ပြတာဘယ်လိုကြည့်ပါစသည်အပြင်ဒါမျိုးတွေအကုန်လုံးဒီချာလေးရေးထားရပါတော့ပြောချင်တာကျွန်တော်တို့ကသူ့ရဲ့ပစ္စည်းရဲ့သတ်မှတ်ချက်ပေါ့နော်သူရဲ့ packaging အချက်မှာပါထားတဲ့ manufacturing instruction ဒါဒီချာလေးလိုက်နာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ quality control အဖြစ်လည်းပဲအများကြီးစိတ်ပူစရာမရှိတော့ဘူးပေါ့နော်အဲ့တော့ကိုသုံးမဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ခါကြတော့ကိုယ့်ရဲ့အဆင့်တန်းပေါ့အဲ့ quality control ရဲ့အဆင့်တန်းကိုလည်းပဲဒီချာလေးကျွန်တော်တို့သိရှိနိုင်ဖို့ရန်အတွက်လိုအပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွဲပြီးတော့ခါကြတော့သိထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ liquid stable control ဆိုတာရှိတယ်ဒါတွေကတော့ကျွန်တော်ဘာဖြစ်လဲဆိုလို့ရှိရင်အဓိကကတော့ hematology ပေါ့နော်သွေးနဲ့ပတ်သက်ပြီးခါကျစစ်ဆေးရတဲ့ hematology analyzer အတွက်ကိုအသုံးပြုတဲ့ကျွန်တော်တို့ပစ္စည်းတွေဖြစ်တယ်သူကဒီ expire date တွေကိုတခြားလေးကြည့်ပေါ့နော်သူရဲ့ instruction မှာလိုအပ်ချက်တွေရှိမယ်အဲ့ဒါတွေတိုင်းကျွန်တော်လိုက်နာရမှာဖြစ်တယ်သူကဟိုပါပေါ့ hematology ကဘာဖြစ်လဲဆိုလို့ရှိရင်အရှိက biochemistry နဲ့မတူတာကြတော့သူကပို့ပြီးတော့ခါကျ expire date တွေကကြတော့ပို့ပြီးတော့ date တွေပိုနေရပေါ့နော်ကျူစီဟိုဟာဆို biochemistry ဆိုလို့ရှိရင်ဝယ်ထားလိုက်ပြီးအကြာကြီးတခါဝယ်ထားအကြာကြီးသုံးလို့ရဆိုပေမဲ့ဒီဝါတွေကအဲ့လိုမဟုတ်ဘူး hematology ကအဲ့လိုမဟုတ်ဘူးအဲ့ဒီကြောင့်ဘာဖြစ်လဲဆိုလို့ရှိရင်အဖုံးဖွင့်တဲ့အချိန်တော့ဖောက်တဲ့အဖုံးကပ်ဘယ်နှချိန်ဖွင့်လဲဘယ်နှချိန်ဖောက်လဲဆိုတာဟိုအချိန်ရအတွက်ပါကျွန်တော်မှတ်ထားရမယ်အဲ့အချိန်ရအတွက်ပို့ဒီလိုဟာဆိုတော့ expire date ကိုသတ်မှတ်ထားတယ်ကြောင့်ကျွန်တော်တို့ဒီအဲ့ control သုံးမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီစီမင်းစည်းကမ်းတိုင်းလိုက်နာဖို့လည်းလိုတယ်ဒီမှာဒါမျိုးတွေပေါ့နော်ကျွန်တော်ဒါတွေသုံးမယ်ဆိုလို့ရှိရင်storage ကအစားပေါ့နော်သူဖြော်ဆက်တဲ့ပုံစံအစားဟိုအသုံးပြုတဲ့ပုံစံအစားပေါ့နော်ဒါတွေကကျွန်တော် liquid တွေဖြစ်တဲ့ကြောင့်အသုံးပြုတဲ့ပုံစံဘယ်လောက်ထိကိုယ့်ရဲ့အဲ့အဖုံးဖွင့်တဲ့ပိတ်တဲ့အချိန်ကိုကြည့်ရမှာလေပေါ့နော်ကျွန်မဒီ temperature တို့ဒီဟိုပါပေါ့ direct sunlight စတဲ့ဒါမျိုးတွေပေါ့ဒါအဲ့ဒီအကုန်လုံးကျွန်တော်ထည့်သွင်းပြီးတော့ခါကျတွက်ချက်ရမှာဖြစ်တယ်အဲ့ဒါတွေပေါ့ပြီးတော့ခါကျ expire date ဒီခက်မြန်နဲ့ဒါကိုတွန်းပြရမှာလားပေါ့နော်မကုန်ခုနမကုန်ဒီ expire နဲ့ဒီသူ့ရဲ့အချက်လက်တွေကလည်းညီသွားတဲ့အတွက်ကြောင့်အဖုံးအကြာကြီးဖွင့်တာဒါမှခဏခဏဖွင့်တာဆိုဒါမျိုးတွေပေါ့နော်အဲ့ဒါတွေကျွန်တော်လုံးပြည့်အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဒီ stable juicy material စာပို့ပြီးတော့ဟိုအသုံးထပ်ပြီးတော့အသုံးချလို့မရတဲ့ဟာမျိုးကျွန်တော်ဖြစ်ချင်တယ်ပေါ့ဒါမျိုးကျွန်တော်တို့ကကြိုတင်ပြီးတော့ခါကျတော့မျိုးစားကိုအခြေခံပြီးတော့လည်းပဲတွက်ချက်ပြီးထားမှာဟိုစဉ်းစားပြီးတော့ခါကျတော့စီကံလိုက်နာမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ temperature record ပေါ့နော်ခုနကကျွန်တော်ပြောခဲ့ပြီရေခဲသက်တာတို့ deep freezer တို့သုံးမယ်ဆိုလို့အဲ့ temperature record ကအင်ပြန်ရေးကြည့်ပါတယ်အဲ့တော့ဘယ်လို control material ကျူစီအတွက်မယ်ဆိုကျွန်တော်တို့ analyze ပြုခွင့်မှုကျွန်တော်တို့ကစစ်ဆေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုကျွန်တော်တို့ကဒီ temperature ရဲ့အတက်ကြောင့်ဒီရောခါကျတော့သူကျူစီတွေဘယ်လောက်ဒီမှန်လဲမမှန်လဲဆိုတာကျွန်တော်ဝင်လဲဆိုတာကိုစကားပြောတော့မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အချိန်နဲ့တုံးစံနိုင်ပဲကျွန်တော် black bank မှာလို့ပဲဒီmonitoring တခြားလို့ပေါ့နော်ဒီ duty ကြတဲ့လူကနေပြီးမနေ့ညပေါ့နော်အဲ့လိုကျွန်တော်တို့သတ်မှတ်ပြီးတော့ခါကျတော့ဒီကျူစီတွေဒါထိန်းသိမ်းထားခြင်းရဲ့ဟာဖြော်ပြီးဆိုလို့ရှိရင်ဖြော်ပြီးတဲ့ဟာတွေကျွန်တော်တို့ deep freezer ထဲမှာတင်ထားတဲ့ဟာမျိုးတွေပေါ့အဲ့ဒါမျိုးတွေကျွန်တော်တို့ကတေချာလေးဒီဟာကိုကြည့်ပြီးတော့ monitor လုပ်မယ်ဒါကလည်းပဲကျွန်တော်တို့ဒီ juicy material ဆိုအသုံးပြုလိုက်တဲ့အခါမှာဘယ်လောက်ဒီ effective ဖြစ်လဲတက်ရောက်တိရမှုရှိလဲဆိုတော့စကားပြောတယ် record တစ်ခုဖြစ်တယ်ဆိုတာကျွန်တော်နားလည်ထားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် temperature ဘယ်လောက်ရှိလဲဆိုတာတခြားရေးပေါ့နော်ဘယ်လောက် degree celsius ရှိတယ်ပြီးတော့ဘာလုပ်ဖို့လိုလဲပေါ့နော်မီးပြတ်တာလားဒါမှမဟုတ်လို့ရှိရင်လည်းပဲ battery ပြတ်သွားတာစတဲ့ဒါမျိုးတွေကျွန်တော်တို့လိုအပ်ရင်ရေးမယ်ပြီးတော့ခါကျတော့ဘာလုပ်လိုက်တယ်ပေါ့နော်မီးပြတ်တယ်ဆိုလို့ရှိရင်လည်းပဲဒီ temperature မှန်အောင်လို့ဘယ်လိုတစ်ခုကိုလုပ်လဲမီးစက်မောင်းလားဒါမှမဟုတ်လို့ရှိရင်လည်းပဲဒါကြီးလုံးထောင်းချပြီးတော့ခါကျတော့ဒီ juicy material တွေအကုန်လုံးဆက်ပြီး run လို့မရတဲ့အနေအထားဖြစ်အောင် run လို့မရတဲ့အနေအထားမျိုးဖြစ်သွားလာပါဒါမျိုးဆိုတော့ record ရေးရမယ်ပြီးတော့လုပ်တဲ့လူရဲ့ဒီ supervisor ပေါ့နော်ဒီလုပ်တဲ့ဒီဟိုဟာကိုလည်းပဲကြည့်ပြီးတဲ့လူလည်းပဲကျွန်တော်တို့ supervisor သိရှိပါတယ်ဆိုတော့ report လုပ်ပြီးတော့ခါကျတော့ဒါ supervisor သိရှိချင်အောင်လက်မှတ်ထိုးပေးရပါတော့ဆိုတော့ဒါမျိုးကျွန်တော်တို့က record လုပ်ရတယ်အဲ့တော့ဟိုဟာပြင်တယ်ဆိုလို့ရှိရင်ပြင်လို့ရပြင်ထည့်ပြီးတော့ခါကျပြင်လို့မရအောင်ဆိုလို့ရှိရင်ဒါကိုကျွန်တော်အသိပါတယ်ဆိုတာကိုအကြောင်းကြားပြီးတော့ဒီ supervisor နဲ့ဒါချိတ်ဆက်ပြီးတော့ခါကျတော့ဒါလုပ်ရမယ့်အနေအထားဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုရွေးမလဲပေါ့နော်ကျွန်တော်တို့ခုနပြောခဲ့ဒီမှာပါတယ်အခုဟိုဟာမှာလည်းပါပြီးသား matrix ပေါ့နော်လူနာနဲ့တူရဲဆိုမှာ patient like material ပေါ့serum လား urine လားပေါ့နော်အဲ့ဒီဖွဲ့စည်းမှုကိုကျွန်တော်ပြောချင်တာဖြစ်တယ်ပေါ့အဲ့ဒီ matrix ကလည်းပဲကျွန်တော်တို့အဲ့ပေါ်မူတည်ပြီးတော့လည်းပဲကျွန်တော်တို့အပြောင်းလဲရှိနိုင်တယ်ဆိုတာပြောထားပြီးသားဖြစ်တယ် matrix ရဲ့ဒီဖွဲ့စည်းမှုဘယ်လောက်ဒီမှန်ကန်လဲပေါ့မူတည်ပြီးတော့ခါကျတော့ကိုယ့်ရဲ့ juicy materials တွေtarget နဲ့ဟိုဟာဖြစ်တာပေါ့နော်ဒီ target တွေဝင်တာ quality control အဖြစ် program ထဲမှာပြည့်မီနေတာပေါ့ဒါမျိုးတွေကျွန်တော်တို့စကားပြောပါတယ်ပြီးတော့ကျွန်တော်တို့ clinical decision level ပေါ့နော်ကိုဒါကိုကျွန်တော်ခုနပြောရခင်မှာလေးပဲအရှိပိုင်းကဟိုပါပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဒီ normal လို့ high လို့ low လို့ဆိုတော့ခါကျ value တွေသတ်မှတ်ပြီးတော့ခါကျတော့ analyze ရဲ့ဒီဟိုဟာ quality control value တွေထွက်လာတာရှိတယ်ပေါ့ဒါတွေကပါလဲဆိုလို့ရှိရင်မိမိတို့တကယ်နဲ့အသုံးပြုမဲ့ဒီလူနာအတွက်ကိုအသုံးဝင်တဲ့ဒီ quality clinical decision level နဲ့ရောကိုင်ညီရလားပေါ့နော်ကိုကurea creatinine ဆိုလို့ရှိရင် creatinine ကိုသူက clinician ကကြတော့
ကြည့်ပေးတဲ့ဆရာဝန်ကကြတော့ သူပဲသူ target ထဲမှာသူကကြည့်နေတာပေါ့နော်သူရဲ့ဟိုထားလိုက်ပါနိုင်ငံတကာတက်ခတ်နိုင်တဲ့ဒီသတ်မှတ်ချက်ရှိမယ်ပေါ့ hemoglobin A1C လိုဟာမျိုးတွေရှိမယ်ဒါမျိုးတွေဆိုလို့ရှိရင်ရောအဲ့ဒီ value တွေထဲမှာဘယ်လောက်ထိသွားပြည့်မီနေလဲဆိုတော့သွားကြည့်တယ်ကျွန်တော်တို့ကကြတော့တီးတဲ့တစ်ခါထပ်ပြီးတော့ကိုယ့်ရဲ့ juice ကထုတ်ထားတဲ့တခြားသတ်မှတ်ချက်တိုင်းကိုကြည့်မှမယ်ဆိုရင်ကြတော့ထုတ်လိုက်တဲ့ကိုထုတ်လိုက်တဲ့ value နဲ့သူတို့သုံးပြတဲ့ဒီ reference တွေသူတို့မှီညမ်းတဲ့ value တွေကျွန်တော်တို့တအားကွာနေတဲ့ဟာမျိုးလည်းမဖြစ်စင်သေးဘူးပေါ့ဒါကြောင့်ကျွန်တော်တို့ clinical decision value တွေကိုကျွန်တော်ဆုံးဖြတ်တဲ့အခါမှာလည်းပဲမိမိတို့ရဲ့မှီညမ်းတဲ့ value တွေကထုတ်ချင်တိုင်းထုတ်ထားတဲ့ဟာမျိုးပေါ့နော် juice တွေလည်းပဲreliable မဖြစ်တဲ့စုစီကနေရောင်းတဲ့ဟာမျိုးဝယ်မမိစီရတဲ့ကျွန်တော်တို့သတိပြုရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အချိန်ကာလဒီအကြာကြီးပေါ့နော်ဝယ်လို့ရတဲ့ lot number ဖြစ်ဖို့အတွက်လိုအပ်တယ်တချို့ company ကြောင့်လေခဏလေးရောင်းလိုက်တယ်ပြီးတော့နောက်ခါကျအဲ့ lot number ကမထုတ်တော့ဘူးဆိုတဲ့ဟာမျိုးကလည်းခဏကျွန်တော်ကြုံရတယ်ပေါ့နော် clinic မှာအဲ့ဘာဖြစ်လဲဆိုရင် lot number မတူတဲ့အတွက်ကြောင့်မို့လို့juice ကကျွန်တော်တို့နောက်တစ်ခါအရင်ဟာနဲ့နောက်ဟာနေဆိုလို့ရှင်ပြန်ပြီးတော့ဟာကျတော့ tally ကိုက်ကြည့်လို့မရတော့ဘူးပေါ့နော်သူ range ကရှေ့က juice ကကျတော့ range ကဒီလိုနောက်က juice ရဲ့ range ကဒီလိုဆိုပြောင်းသွားပြီဆိုတဲ့ဟာမျိုးဒါမျိုးတွေကျွန်တော်ဖြစ်စေတယ်ကျွန်တော်တို့အချိန်ကားတလက်ကြာဝယ်လို့ရတဲ့ဒီနာမည်ရှိတဲ့ juice lot ပေါ့နော်သူရဲ့ recommend လုပ်ထားတဲ့ဒီ juice lot တွေကျွန်တော်ဝယ်ဖို့တက်လိုရတယ်ပေါ့နော် lot တွေလည်းနဲ့ပတ်သက်ပြီးတော့ခါကျတော့အဲ့ဒါလေးကလည်းပဲအမြဲတမ်းစကားပြောရဲပေါ့နော်ခုနကကျွန်တော်ပြောခဲ့လို့ lot variation တစ်ခုနဲ့တစ်ခုတအားကွာတဲ့ဒီဟိုဟာဆိုလို့ရှိရင်ကြတော့ live flight ဆိုလို့ရှိရင်လည်းပဲဒါကအဆင်မပြေခြင်းပေါ့နော် long term သုံးဖို့ကြောင့်ကကြတော့ juice တကယ်လို့ကိုက program run မယ်လို့မှန်းထားရဲဆိုလို့ရှိရင်ဒါမျိုးဝယ်ဖို့အဆင်မပြေဘူးပေါ့နောက်တော့ကျတော့ interlaboratory comparison ပေါ့နော် lab ခွဲတစ်ခုနဲ့တစ်ခုကျွန်တော်တို့နိုင်ရှင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကြတော့လည်းပဲကိုယ့် peer group ကြီးကနေတစ်ဆင့်ကျွန်တော်တို့ပြုလုပ်ပေးနိုင်တဲ့ data ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာတွေကိုပေါ့မူတည်ပြီးတော့လည်းပဲကိုယ့်ရဲ့ comparison ကိုယ့်ရဲ့ဒီဟိုပါပေါ့ juicy အနေထားပေါ့နော်ကိုရရှိမဲ့ value အနေထားတွေကနိုင်ရှင်လို့ရတဲ့အနေထားမျိုး comparable ဖြစ်လို့ရရလားဆိုတာလည်းပဲပြန်ပြီးတော့ကြည့်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကောင်တွေကိုဘယ်လောက်ထိချိတ်ဆက်နိုင်လဲဆိုတာလေးပဲအများကြီးမူတည်ပြီးတော့ဟာကြတော့ကိုယ့်ရဲ့ဒီ juicy materials ရဲ့ကိုသုံးတဲ့ဟိုဟာပေါ့ပစ္စည်းတွေအရေးတွေကိုမြင့်တင်လို့ရတယ်ပြီးတော့ပြန်ပြီးတော့ check လုပ်လို့ရတယ်ပေါ့နော်ကိုကဥမာအပြင်ကဝယ်ရလားဒါမှမဟုတ်ရှင်ကိုက in house သုံးတာလားပေါ့အဲ့ပုံမူတည်ပြီးတော့ခါကြတော့လေပဲကိုယ့်ရဲ့ဒီ program တွေကိုဝင်ပြီးတော့ခါကြတော့ဒီ program တွေဝင်ပြီးတော့ခါကြကို laboratory ရဲ့ juice ကတော့ပြန်ပြီးတော့စစ်ဆေးလို့ check လို့ရတယ်ပေါ့နော်ပြီးတော့ခါကြငွေကြေးပေါ့အဲ့တော့ငွေကြေးကုန်ကျစရိတ်အားဖြင့်လည်းပဲအစီအမံနိုင်ရမယ်ဟိုစိတ်ပြီးချမ်းသာနေရဆိုလို့ရှိရင်တော့လည်းပဲအကောင့်သားတွေဝယ်ပြီးတော့ခါကြ run ပေါ့ဒါဆိုလို့ရှိရင်လည်းပဲကိုယ့်ရဲ့quality control ကတော့ share ဖြစ်နေမှာပေါ့နော်တိုးတော့ညားလေးပဲကိုမတက်နိုင်ဆိုလို့ရှိရင်လည်းမတက်နိုင်တဲ့အလျာပေါ့နော်အခုကျွန်တော်တို့ essay ဝင်နိုင် NSC ပဲဝင်မယ်ဆိုလို့ရှိရင်အဲ့ NSC ကိုလည်းပဲဘယ်လိုမျိုးအခြေခံချက်လက်တွေကိုအခြေခံပြီးတော့ဟာကြတော့ဘယ်လိုချက်လက်တွေကိုအခြေခံပြီးတော့ဟာကျွန်တော်တို့သုံးမလဲပေါ့နော်value တွေကိုကျွန်တော်တို့ဟိုပါပေါ့ target value တွေသတ်မှတ်တယ်ဆိုလို့ရှိရင်လည်းပဲဒါကိုကျွန်တော်တို့ဘယ်လိုမျိုး technically ရပြီးတက်ခနိုင်တဲ့ target မျိုးဖြစ်အောင် acceptable ဖြစ်အောင် run ကြအောင်လေ clinical decision ပေါ့နော် clinician ကတကယ်စိတ်ကူပေးတဲ့ဆရာဝန်အနေနဲ့အသုံးပြုလို့ရအောင်သူတို့စိတ်ကူရဒါအဆင်ပြေအောင်ကျွန်တော်တို့ဘယ်လိုမျိုး range တွေကိုသတ်မှတ်ပေးမလဲပေါ့နော်အဲ့ဒါကိုလေးပဲကျွန်တော်ချိန်သွင်းပြီးတော့ဟာကြတော့ကြည့်ပြီးတော့ဒီကိုယ့်ရဲ့ကုန်ကြချိန်တွေလည်းကာမိအောင်ပေါ့နော်ပြန်လည်ပြီးတော့ဟာကြတော့ချိန်ဆပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်ဆိုတော့ဒါတွေကဘာလဲဆိုလို့ရှိရင်juicy material ဝယ်မယ်ဆိုလို့ရှိရင်ဒီဟာတွေပေါ့နော်အဖက်ဖက်ကကျွန်တော်ကြည့်ပြီးတော့ခါကြတော့ဝယ်ဝဲတယ်လိုအပ်တယ်နောက်ကျွန်တော်တို့ပြန်ပြီးတော့ခြုံငုံကြည့်မယ်ဆိုလို့ရှိရင်တော့ clinical decision level ပေါ့နော်ဒီ laboratory test တွေအတွက်လက်ခံနိုင်တဲ့ဟာတွေရော decision ကဘာရှိလဲဆိုတဲ့ဟာကိုကျွန်တော်တို့ data လေးမှီညမ်းပြီးတော့ကြည့်ဖို့တက်လိုအပ်တယ်တွေ့တဲ့တိုင်းရှာဝယ်ပတ်စံသက်သာရဲဆိုတိုင်းရှာဝယ်ကုမ္ပဏီကလာပြီးကြော်ညာရဲဆိုတိုင်းရှာဝယ်လည်းလုပ်နေလို့မရဘူးပြီးတော့ဟာကျ expire date ကလည်းပဲတိုတိုလေးနဲ့ခဏလေးနဲ့ကုန်သွားတဲ့ဟာမျိုးလည်းပဲဖြစ်ရအောင်ပေါ့နော်ပြီးတော့တခြားသောကျွန်တော်တို့သူရဲ့ proficiency test တွေကလက်ခံနိုင်တဲ့ data မျိုးလည်းပဲဖြစ်ရမယ်ကိုယ့်ရဲ့IUC ဆိုလို့ရှိရင်ကိုယ့်ရဲ့ inter laboratory comparison လုပ်နိုင်တဲ့ data မျိုးလည်းဖြစ်ရမယ်ပေါ့နော် laboratory နဲ့ကိုရှိရလဲ10ခုရှိရ10ခုအဲမှာကိုယ့်ရဲ့ဒီဥစ္စာဝင်ပြီးတော့ဝင်နိုင်တဲ့ data မျိုးဖြစ်ရမယ်ပေါ့နော်ဆိုတော့ဒါမျိုးကိုကျွန်တော်တို့ကအဖက်ဖက်ကနေပြီးကြည့်ပြီးတော့ရေနောက်တစ်ခါကျကုန်ကြစီအားဖြင့်လည်းပဲတက်တာတဲ့ data မျိုးဖြစ်ရမယ်ဆိုတော့နားလည်ထားဖို့လိုအပ်တယ်ပေါ့နော်ရင်းမြစ်နယ်ပါ data ရင်းမြစ်နယ်ပါကျွန်တော်တို့မြန်မာနိုင်ငံ data လိုနေရာမျိုးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်အဖက်ဖက်ကနေပြီးတော့ကြည့်ပြီးတော့ဟိုခြုံငုံပြီးတော့အကောင်းဆုံးဖြစ်တာကိုရွေးချယ်ဝယ်ရအတွက်ဆိုလို့ရှိရင်တော့ဒါကခဲရင်းနဲ့တော်ညာလေးပဲကျွန်တော်တို့က technically ပေါ့နော်ဒီပညာပိုင်းရနေစနစ်ပိုင်းရဒါကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ကျွမ်းကျွမ်းကျင်ဆိုတာကျွန်တော်တေချာပေါ့နော်နားလည်သဘောပေါက်အောင်လို့သိထားမယ်ဆိုလို့ရှိရင်ကြတော့တကယ်လုံငန်းဝင်တဲ့ညမှာအဆင်ပြေမှာပါလိုအပ်ချက်တွေအများကြီးရှိမယ်စရဲကျွန်တော်ရင်းမြစ်နယ်ပါ design မှာလုပ်နေရတဲ့ laboratory ဖြစ်တဲ့အတွက်ကြောင့်မို့လို့လိုအပ်ချက်တွေကရှိမှာအသေးချာပဲဒါကြောင့်မို့အဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ technically ပေါ့နော်ဒီပညာအရာဒီစနစ်အရာကိုယ့်ရဲ့ဒီဘာသာရေးဆိုင်ရာဒီဟိုပါပေါ့ academic ပိုင်းရပေါ့နော်ဒီစနစ်ပိုင်းရလက်ခံနိုင်တဲ့ data ဖြစ်အောင်ကျွန်တော်ဘယ်လိုမျိုးရွေးချယ်မလဲဆိုတာကိုလည်းအားလုံးအခုချိန်မှာ idea ရမှာလို့ထင်ပါတယ်အဲ့တော့ကျွန်မဒီလက်ချောင်းဒီမှာခဏရက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့juicy ဒီ lot တွေကိုခုနကကျွန်မပြောသလို variability တအားများတဲ့ဟာမျိုးတွေပေါ့နော်ခုနကတကူအရန်ကွာတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတာရေပြီးတော့ခါကျအဲ့ဟိုပါပေါ့
juicy materials တွေနဲ့ပတ်သက်ပြီးတော့ခါကြတော့ကိုယ် verify လုပ်ရမယ့် process တွေကဘာတွေရှိမလဲပေါ့နော် lot နဲ့ပတ်သက်ပြီး verify လုပ်ရ process တွေကဘာတွေရှိမလဲဆိုတော့လည်းပဲထပ်မံပြီးကျမတို့သိရှိဖို့လွယ်တဲ့ကြောင့်နောက်လက်ချာမှာအဲ့ဒါတွေထပ်ပြီးတော့ရှင်းပြပေးပါမယ်အခုကတော့ဒီ juicy materials တွေနဲ့ပတ်သက်ပြီးတော့အဆင့်သတ်မှတ်ချက်ဘယ်လိုရှိလဲဆိုတာကိုကျွန်တော်ပြောခဲ့တယ်ပြီးတော့ဒါတွေကျွန်တော်တို့စနစ်တကျဘယ်လိုမျိုးရွေးချယ်ဝယ်ရမလဲဆိုတာပြောခဲ့တယ်ဘာတွေပေါ့အခြေခံထားတဲ့ process တွေကဘာရှိလဲဘယ်လို mechanism တွေကိုသုံးထားရလဲပြီးတော့မျိုးစားတွေကကျွန်တော်တို့အခြေခံအဖြစ်ဘယ်လိုတွေတစ်ခုနဲ့ခုကွဲပြားလဲဆိုတာကျွန်မသိပြီးသွားပြီဆိုလို့ရှိရင်ဒီလက်ချာကိုကျွန်မဒီမှာခဏရေးလို့ရပြီပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်